ဟုတ်ပြီအဲ့တော့ sharing section လေးမစခင်မှာပေါ့နော်ဒီချက်ကဒီချက်ရဲ့ profile နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးမျှဝေပေးခြင်းတယ်ပေါ့နော်အဲ့တော့ဒီချက်ကကြတော့ဒီချက် ESA ပေါ့နော်နာမည်ရင်းကတော့ဒီချက်ရှွန်းလဲဝေလို့ခေါ်ပါတယ်ဒီချက်ကဒီချက်စာသင်ခဲ့တာကတော့ဒီချက်10တန်းပြီးကြတဲ့ကသင်ခဲ့တာပေါ့နော်အဲ့ဒီအတွက်ဒီချက်ရဲ့စာသင်တာကတော့9နှစ်ကျော်10နှစ်ထဲမှာရှိပြီဒီချက်ကဒီချက် record လေးယူပေးထားရင်เนาะဒီချက် record လေးယူပေးထားပါတယ်အဲ့တော့ဒီချက်ကဒီချက်တို့ကတော့ဒါ10တန်းစာမေးပွဲဖြေခဲ့ရတာဖြစ်တယ်အဲ့တော့ဒီချက်ဒီ10တန်းစာမေးပွဲကိုဒီ6ဘာသာကုန်နူးနဲ့အောင်မြင်ခဲ့တယ်အဲ့ဒီရဲ့နောက်မှာဒီချက်ကMandalay Technological University ပေါ့နော် MTU အရင်တော့ MIT လို့လည်းခေါ်တယ် MIT မှာဒီချက် Electronic Engineering and Communication ကိုဒီချက်တက်ရောက်ခဲ့တယ်အဲ့ဒီရဲ့နောက်ပိုင်းမှာတော့ဒီအကြောင်းမျိုးမျိုးကြောင့်ဒီချက်အကြောင်းဆက်မတက်ဖြစ်ဘူးပေါ့နော်အဲ့ဒီရဲ့နောက်မှာဒီချက်ကတီချင်းကိုပို့ပြီးတော့စိတ်ဝင်စားတာဖြစ်တဲ့အတွက်ဒီတီချင်းနဲ့ဆိုင်တဲ့ volunteer တွေorganization တွေမှာဒီချက်လုပ်ခဲ့တယ်ပြီးတော့နောက်ထပ်ဒီ effective teaching methods and strategy ဆိုတဲ့ diploma ဘွဲကိုလည်းဒီချက်ယူခဲ့တယ်ပြီးတော့ဒီ educational leadership စသဖြင့်ဒီ teaching နဲ့ဆိုင်တဲ့ certificate တွေဒီချက်ယူခဲ့တယ်ပေါ့နော်အဲ့တော့ဒီမနှစ်ကတော့ဒီချက် Chime String Scholarship ကိုရှောက်ခဲ့ပြီးတော့2025ရဲ့ဒါ Chime String Scholarship ဝင်တာတယောက်ဖြစ်ပြီးတော့ယခုလက်ရှိမှာဒီချက်က Asia Pacific International University မှာ Education Major ကိုတက်ရောက်နေတယ်ပေါ့နော် Career ကတော့ဒီချက် Engineering ကနေဒီ Teaching Major ကိုဒီချက်ပြောင်းလိုက်တယ်ပေါ့နော် Teaching ကိုပို့ပြီးတော့စိတ်ဝင်စားတာဖြစ်တဲ့အတွက်ပေါ့နော်ဒီချက်ပြောင်းလိုက်ပါတယ်အဲ့တော့ဒီချက်တို့ကဒီနေ့ probability မှာအဓိကပေါ့နော်အခြေခံဖြစ်တဲ့3ဘိုင်းကိုဒီချက်ကပြောပြသွားမှာဖြစ်တယ် basic probability ရဲ့ uneven ရဲ့ odd even ရဲ့ပေါ့နော်ဒီ probability ရဲ့အကုန်လုံးကိုဒီချက်ပြောပြချင်ပေမဲ့အကုန်လုံးကိုပြောဖို့ရကြတော့လေဒီချက်တို့ဒီတရက်ထဲကပြောပြဖို့ရအချိန်မလုံလောက်ဘူးပေါ့နော်အဲ့ဒီအတွက်ဒီချက်အခြေခံဖြစ်တဲ့ဒီ3ဘိုင်းကိုပြောပြဖို့ရဒီချက်ရွေးချယ်ထားတယ်အဲ့တော့ဒီနေ့မှာဒီချက်က basic probability ရဲ့ uneven ရဲ့ odd even ရဲ့ဒီ3ဘိုင်းကိုဒီချက်ဒါတို့သမီးတို့ဒါအလွယ်ကူဆုံးနဲ့လုံးဝမှတ်မိသွားအောင်ဒီချက်တက်နိုင်သမျှအကောင်းဆုံးပြောပြသွားမယ်အဲ့တော့သားတို့သမီးတို့ကလည်းတေချာလေးလိုက်မှတ်ပါပြီးရင်ဒီ section ပြီးသွားတဲ့အခါမှာလည်းဒီချက်ကိုမေးချင်တာလေးထပ်ပြီးတော့မေးလို့ရတယ်ပေါ့နော်အဲ့တော့အရင်ဆုံးကတော့ဒီချက်တို့ဒီ basic probability ကိုသွားပါမယ်အဲ့တော့ simple probability လို့လည်းပြောလို့ရတယ် basic probability လို့လည်းပြောလို့ရတယ်ကြိုက်တယ်လို့ပြောလို့ရပါတယ်အဲ့ဒါကတော့ဒီချက်တို့ရဲ့ probability မှာအခြေခံဖြစ်တယ်အဲ့တော့ probability လေးမှာကျတော့ formula လေးရှိပါတယ်ဒီချက် formula လေးရေးပေးထားတယ် number of favorable outcomes by total number of possible outcomes ပေါ့နော်အဲ့တော့ဒီချက်ကိုတစ်ခေါက်လောက်ပြောပေးပါလား probability ကိုလိုချင် formula ကပါတယ်လေ number of number of favorable favorable outcome, total number of possible number of possible outcome. အဲ့တော့အလွယ်အနေနဲ့မှတ်ချင်တယ်ဆိုရင်ဒါတို့သမီးတို့က probability simple probability ကိုလိုချင်တာကိုဒီ total နဲ့စားဆိုပြီးတော့အလွယ်မှတ်ထားလို့ရတယ်လိုချင်တာကိုဒီ total နဲ့စားလိုချင်တာဆိုတာကမိခွန်းတွေကမေးတဲ့ဟာပေါ့နော်အဲ့ဒီဟာကိုတည်ပြီးတော့ကျလို့ total နဲ့စားပေးပါအဲ့လိုမျိုးလေးလည်းအလွယ်မှတ်ထားလို့ရတယ်ပြီးတော့ဒီမှာ formula မှာပါတဲ့အတိုင်း number of favorable outcome by total number ဆိုကြတဲ့က probability ဒီဘာကိုပဲသူကစိတ်ဝင်စားလဲဆိုရင်အရေအတွက်ကိုပဲစိတ်ဝင်စားပါတယ် probability ဒီအရေအတွက်ကိုပဲစိတ်ဝင်စားပါတယ်တန်ဖိုးကိုစိတ်ဝင်စားဘူးဥပမာဆိုပါစို့1 2 3 4 5 6အဲ့ဒီမှာဆိုရင်ဒီချက်တို့နှစ် probability of 2လို့ဒီချက်ကပြောလိုက်တဲ့အခါမှာနှစ်ဘယ်နှခါပါတယ်လဲကိုပဲစိတ်ဝင်စားတယ်သူ့ရဲ့အရေအတွက်ကိုပဲစိတ်ဝင်စားတယ်သူ့ရဲ့တန်ဖိုးကိုချက်တို့စိတ်ဝင်စားအောင်အဲ့ဒါ probability ပဲအဲ့ဒါလေးမှတ်ထားပါနော်ဟုတ်ပြီအဲ့တော့ probability ကိုဒီချက်တို့ကသင်နေကြတယ်ဆိုတော့ probability ဒီကလေးလေးတွေကြောက်တဲ့အပိုင်းထဲမှာလည်းပါတယ်ပေါ့နော် probability ကဘယ်မှာအသုံးချလို့ရလို့လဲပေါ့ဟုတ်လားအဲ့လိုမျိုးလေးတွေးမိဘူးလားအချင်းချင်းတွေးမိပါရှင်အမှဘာဖြေတွေ့တာမတွေ့ဘူးနော်အဖြေမတွေ့ဘူးလားရှိမတွေ့ခဲ့ပါဘူးဟုတ်ပြီအဲ့တော့ probability ကသူ့ရဲ့မြန်မာလိုအဓိပ္ပာယ်ကတော့ဒီချက်တော့ဖြစ်တန်စွမ်းပေါ့နော်ဖြစ်တန်စွမ်းကိုစဉ်းစားတာဖြစ်တယ်ကိစ္စတစ်ခုကဘယ်လောက်ထိဖြစ်နိုင်ခြေရှိသလဲဆိုတာကိုစဉ်းစားတာကအဲ့ဒါ probability ပဲ
ဥပမာဆိုပါစို့ဒီချေတို့စာမေးပွဲဆိုရင်စာမေးပွဲမှာငါ A ရနိုင်ခြေဘယ်လောက်ရှိသလဲစာမေးပွဲဒီနေ့နှင်းကြနိုင်မဲ့ probability ဖြစ်နိုင်ခြေဘယ်လောက်ရှိသလဲစသဖြင့်ဖြစ်နိုင်ခြေတွေကိုဒီချေတို့စဉ်းစားလို့ရပါတယ်ဥပမာဆိုပါစို့ဒီချေတို့ထီထိုးရထီထိုးတဲ့အခါမှာဟုတ်ပြီသိန်းတစ်ထောင်စုရွေးထားပါတော့ကွယ်သိန်းတစ်ထောင်စုပေါက်နိုင်ခြေဘယ်လောက်ရှိသလဲဒီချေတို့စဉ်းစားမယ်နော်သိန်းတစ်ထောင်စုပေါက်နိုင်ခြေဘယ်လောက်ရှိသလဲဆိုတာကိုချေတို့ကိုကပေါက်နိုင်ခြေပေါ့နော်ထီပေါက်နိုင်ခြေဘယ်လောက်ထိရှိသလဲစဉ်းစားရအောင်ဟုတ်ပြီဒီချေတို့ကထီလက်မှတ်လေးတစ်စောင်ထိုးလိုက်တယ်ကိုကထီထိုးလိုက်တယ်ပေါ့နော်အဲ့တော့ဒီသိန်းတစ်ထောင်စုအတွက်ရောင်းချထားတဲ့လက်မှတ်အရေအတွက်က100ပဲရှိတယ်ထားအောင်ကလေးတို့total သူ100ပဲရောင်းထားတယ်ထားအောင်အဲ့တော့ဒီချေတို့ဒီထီကိုနိုင်တဲ့ probability ဘယ်လောက်ရှိသလဲအဲ့တော့ formula လေးလေ basic probability ရဲ့ formula လေးကလိုချင်တာကိုဒီ total နဲ့စာဒါအလွယ်ဒီချက်ပြောရနော် number of favorable outcomes ကိုဒီ total number နဲ့စာအဲ့တော့ number of favorable outcomes ကကျတို့ဒီမှာပေါက်နိုင်ခြေဒီသိန်းတစ်ထောင်စုကကျတို့ဒီမှာဘယ်နှခါပါတယ်လဲတစ်ခါပါတယ်တစ်ခုပေါ့နော်ထီစုရကျတို့တစ်ခုပဲရှိတဲ့အတွက်လိုချင်တာကကျတို့တစ်ခုအဲ့တော့ total ကကျတော့ကျတို့ဒီမှာဘယ်နှဆောင်လဲအဆောင်ရေ100ရောင်းထားတာမို့လားအဲ့တော့ဒီချေတို့ပေါက်နိုင်ခြေက1/100ပဲရှိတယ်အဲ့ဒါကိုဒီတိုင်းမမြင်ဘူးဆိုရင်တော့100ရာခိုင်နှုန်းနဲ့ဒီချေတို့မြှောက်ကြည့်လိုက်ရာခိုင်နှုန်းနဲ့သိချင်ဒီချေတို့100နဲ့မြှောက်ကြည့်လိုက်အဲ့တော့100နဲ့100နဲ့ကြည့်တော့1%တကယ်လို့ဒီသိန်းတစ်ထောင်စုအတွက်လူဦးရေ100ကိုရောင်းထားတယ်ဆိုရင်ဒီချေတို့ပေါက်နိုင်ခြေကဘယ်လောက်%ရှိလဲ1%ရှိတကယ်လို့လူဦးရေ1000ကိုရောင်းထားတယ်ဆိုရင်ရော1000ကိုရောင်းထားတယ်ဆိုရင်ဒီမှာနည်းနည်းထပ်တွက်ကြည့်1000ကိုရောင်းထားမယ်ဆိုရင်အမြောက်100ပေါ့နော်အဲ့တော့ဒီမှာ3ညနှလုံးကြည့်1/10ဆိုတာ0.1%မဟုတ်ဘူးလားတကယ်လို့ဒါလူဦးရေ1000ကိုရောင်းထားရင်ကျတို့ထီပေါက်နိုင်ကြဘယ်လောက်ပဲရှိလဲ0.1%ပဲရှိတယ်ဟုတ်လားအဲ့ဆိုရင်ကျတို့ထီထိုးအောင်မလားမထိုးတော့ပါဘူးထိုးမှာပဲဘာလို့လဲဆိုတော့0.1%ဆိုတာက0%မဟုတ်ဘူးလေဘယ်လိုပဲဖြစ်ဖြစ်ပေါက်နိုင်ခြေလေးရှိသေးတာဖြစ်တဲ့အတွက်ဒီဆယ်တို့ကတော့ဒီထိုးနေအောင်မှာပဲမဟုတ်ဘူးလားဟုတ်တယ်နော်ဟုတ်တယ်မဟုတ်လားအဲ့တော့ကိုကရင်လိုက်ရတာဩဒီဘယ်လောက်မှမရှိဘူးဒီမြန်မာငွေနဲ့တွက်ရင်ကျတို့နည်းနည်းပဲဟုတ်လားကျတို့ဒီထိုင်းငွေနဲ့တွက်မယ်ဆိုရင်လည်းဒါနည်းနည်းပဲပေါ့တကယ်လို့ကိုကတကယ်သာပေါက်ရင်အများကြီးရမှာဆိုတော့ထိုးမှာပဲဟုတ်တယ်မဟုတ်လားအဲ့တော့ဒါကတော့ဒီဆယ်က example လေးတစ်ခုပဲပြတာပါเนาะအဲ့တော့ကြံတဲ့နောက်ထပ်ဖြစ်ရက်တွေကိုလည်းဒီဆယ်တို့ကဒီ probability ဖြစ်နိုင်စွမ်းဖြစ်တန်စွမ်းနဲ့ဘယ်လောက်ထိဒီကိစ္စတစ်ခုကဖြစ်နိုင်ခြေရှိလဲဖြစ်နိုင်ခြေမရှိဘူးလဲဆိုတာကိုဆယ်တို့စဉ်းစားလို့ရတာဒီ probability ဖြစ်ပါတယ်ဒီဆယ်တို့ဒီ GED မှာသင်ရတဲ့ probability ကတော့အရင်ကြီးရှုပ်ထွေးတာမျိုးမရှိသေးဘူးသူကကြတော့ဒါအခြေခံလောက်ပဲဆယ်တို့ပါတယ်ပေါ့เนาะဒီအခြေခံလောက်ကိုလည်းဒီဆယ်တို့ကကိုယ့်ရဲ့လက်တွေ့ဘဝနေ့စဉ်ဘဝမှာပြန်ပြီးတော့ဒါလက်တွေ့အသုံးချလို့ရတယ် probability မှမဟုတ်ဘူးပေါ့နော်ဒီကျတို့ဒီ GED ကဒီပု္ပ္ပစာတွေကဒီကျတို့ကိုယ့်ရဲ့လက်တွေ့ဘဝမှာလည်းတကယ်ကိုအသုံးချလို့ရတဲ့ပု္ပ္ပစာတွေဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကိုကတကယ်ကိုသုံးတတ်တယ်ဆိုရင်ဒီမှာဥမာဆိုပါဆို percent တို့ ratio တို့ဆိုလဲကိုယ့်ရဲ့လက်တွေ့ဘဝမှာပြန်ပြီးတော့အသုံးချလို့ရတယ်အဲ့တော့ဒီတီချာကတော့တင်ချာဆိုတာကိုစာထဲမှာတင်မဟုတ်ဘဲနဲ့ပေါ့နော်ဒီကိုနေ့စဉ်ဘဝမှာဒီအသုံးချတတ်တဲ့ကလေးလေးတွေဖြစ်စေခြင်းနဲ့ပေါ့နော်အဲ့တော့ဒါကတော့တီချာက probability basic ကိုဒါနည်းနည်းမိတ်ဆက်ပေးတာပေါ့နော်သူ့ကိုလက်တွေ့ဘဝမှာဘယ်လိုအသုံးချလို့ရတယ်လဲဆိုတာ example လေးပေးတာပါနော်အဲ့တော့နောက်ထပ်ပြောလို့ရတဲ့ example လေးအများကြီးတော့ရှိပါတယ်ဒါပေမဲ့တီချာကတော့မပြောတော့ဘူးစာလေးပဲဆက်သွားလိုက်မယ်ပေါ့အဲ့တော့ဒီမှာ formula လေးကတော့ဒါက probability ရဲ့ basic probability ကိုလိုချင်ရင် number of favorable outcomes by total number of possible outcomes အဲ့ဒါကိုဒီချက်တော့ example လေးနဲ့စဉ်းစားကြရအောင်အဲ့တော့ example 1 example 1မှာ spinner လေးတစ်ခုဒီချက်ပေးထားတယ်အဲ့တော့ဒီ spinner လေးက the spinner is divided into 8 equal section တဲ့ဒီ spinner လေးကိုချက်တော့8 equal section ခဏလေးနော်ဟုတ်ပြီဒီ spinner လေးကို
80 word section ပေါ့နော် section 8ခုအညီအမျှခွဲထားပါတယ်အဲ့တော့ဒါကဘာကိုပေးထားရလဲဆိုရင် total ကိုပေးတာပေါ့ total က8ဆိုပြီးတော့သူကပေးထားတယ်အဲ့တော့သူလိုချင်တာက what is the probability of spinning a 4 on the spinner မှာ4ကြမဲ့ probability ကိုသူကမေးတယ်အဲ့တော့ spinner မှာ4ကြရမယ်ဆိုတော့ဒီချက်ကအလွယ် probability of 4လို့ရေးလိုက်မယ်အဲ့တော့ probability ရဲ့ formula ကဒါတို့သမီးတို့ဗါတဲ့လဲ number of တစ်ချက်လောက်ဒီချက်ကိုပြောပြပါအောင် number of Number of favorable outcomes combined to the number of to the number of possible possible outcomes ဟုတ်တယ်အဲ့တော့ဒီချက်ကအလွယ်နီးအနေနဲ့ဗာပြောထားလဲဆိုတော့အပေါ်မှာလိုချင်တာကိုထားအောက်မှာ total ကိုထားဆိုပြီးတော့ပြောထားတယ်ဟုတ်ရဲ့လားအဲ့တော့လိုချင်တာက4ဖြစ်တဲ့အတွက်ဒါတို့သမီးတို့ spinner မှာ4ကဘယ်နှခါပါတယ်လဲဒီချက်ကိုကြည့်ပေးပါဘယ်နှခါပါလဲ နှစ်ခါပါပါ နှစ် ရှင် ခါပါတာဖြစ်တဲ့အတွက်ကျတော့နှစ်ကိုရေးလိုက်မယ်ခုနကတော့လည်းဒီဆက်ပြောထားရင်နော် probability ဒီအရေအတွက်ကိုပဲစိတ်ဝင်စားတယ်တန်ဖိုးကိုစိတ်ဝင်စားဘူး၄ဘက်နှစ်ခါပါတယ်လဲပဲစိတ်ဝင်စားတယ်ဟုတ်တယ်နော်၄ရဲ့ချက်တို့တန်ဖိုးကိုသူစိတ်ဝင်စားအဲ့တော့လိုချင်တာကချက်တို့၄ကနှစ်ခါပါတာဖြစ်တဲ့အတွက်နှစ်ကိုရေးလိုက်မယ်တိုတရားချက်တို့8ဖြစ်တဲ့အတွက်ဒီချက်8ကိုရေးလိုက်မယ်အဲ့ဒါအောင်မှကျင်းလို့ရသမျှအကုန်ကျင်းမယ်ပေါ့နော်အဲ့တော့နှစ်တက်လီနဲ့နှစ်လေးလီရှေ့ဆိုတာ1/4မဟုတ်ဘူးလားဟုတ်တယ်နော်1/4ကိုမှဒီချက်တို့ decimal အနေနဲ့ပြမယ်ဆိုရင်0.25ပေါ့ percent အနေနဲ့ပြမယ်ဆိုရင်တော့ဒါ100နဲ့မြှောက်လိုက်ပေါ့အဲ့ဒါကကြတော့ဒါတို့သမီးတို့မေခွန်းပေါ်မှာမူတည်တယ်နော်မေခွန်းကချက်တို့ရာခိုင်နှုန်းနဲ့ပြပေးပါဆိုရင်ကလေးတို့က100နဲ့မြှောက်ပေးလိုက်ပေါ့ decimal နဲ့ပြပေးပါဆိုရင်ဒါ decimal ပုံစံပြောင်းပေးလိုက်နော်အခုကတော့ဒါအကုန်လုံးအတွက်ဒီချက်ထည့်ပေးထားတယ်ပေါ့အဲ့တော့ဒီ example လေးနားလည်မလားရမယ်နော် နားလည်ပါမယ်ရှင် နားလဲပါတယ်ချေ ဟုတ်ပြီအဲ့ဆိုရင်နောက်ထပ်တစ်ခုဒီချက်သွားလိုက်ပါပဲပြီးတော့နောက်ထပ် example 2လေးပေါ့နော် example 2ကဒီမှာ Ricardo နဲ့ score ကတဲ့ use the same spinner to play the game တစ်ပွဲကစားဖို့ရသူက spinner တူညီတဲ့ spinner တခုကိုသူတို့လှည့်ကြတယ်သုံးကြတယ် they kept track of the number that they got on each spin for 20 spin အဲ့တော့သူတို့ကရလာတဲ့ number တွေကိုပေါ့နော်တစ်ကြိမ်စီ on each spin ဆိုတာကတစ်ကြိမ်စီလှည့်တဲ့အခါမှာရလာတဲ့ number တွေကိုသူတို့မှတ်ထားပါတယ်ဘယ်နှခါလှည့်ခဲ့လဲဆိုတော့ for 20 spin ဆိုတော့အကြိမ်20လှည့်ခဲ့ပါတယ်တဲ့အဲ့တော့အကြိမ်20လှည့်ခဲ့တယ်ဆိုတော့ဒါ total ကိုပေးတာမဟုတ်ဘူးလားဟုတ်တယ်နော် total က20အဲ့တော့ the number ဆိုတာရှုံးပြီလို့ဆိုပြီးတော့ဒီအောက်ကပေးထားတဲ့ number တွေကသူတို့တစ်ကြိမ်စီမှာလှည့်တဲ့အခါမှာကျလာတဲ့တန်ဖိုးတွေကိုပြောထားတာဥပမာဆိုပါဆိုပထမတစ်ကြိမ်လှည့်တဲ့အခါမှာ2ကျသွားတယ်အဲ့ဒါကိုသူတို့ဒီမှာ2ဆိုပြီးမှတ်ထားတယ်နောက်ထပ်တစ်ကြိမ်လှည့်တယ်4ကျရဲဆိုတော့ဒီမှာ4စသဖြင့်အကြိမ်20မှာသူတို့ကျတဲ့ number တွေကိုမှတ်ထားပါတယ်တဲ့အဲ့တော့မေးတဲ့မေးခွန်းလေးက based on their result သူတို့ရဲ့ result တွေအပေါ်မှာအခြေခံပြီးတော့မှ what is the experimental probability of spinning a 4ချမဲ့ probability ကိုမေးတယ်အဲ့တော့ probability of 4ကိုမေးတာမဟုတ်ဘူးလားဟုတ်တယ်နော်ဟုတ်တယ်နော်ရမယ်နော်အခုဒီမှာဒီချက်ရေးသွားတဲ့ပုံစံကကြတော့အလွယ်ပဲရေးသွားတာနော်ကျတို့အတူကောက်လေးပဲရေးသွားတာဖြစ်တယ်ဘာလို့ဒီလိုရေးရလဲဆိုရင်ကလေးတို့လည်းသိရင်လည်းသိပြီးမှာပါကျတို့ GED မို့လို့ဒီလိုရေးရနော်ကျတို့ IGCSE တို့ဒါမှမဟုတ်ရင်ကျတို့မြန်မာကျောင်းစနစ်သစ်ဟုတ်လားအဲ့ဒီသင်ရိုးတွေဆိုရင်တော့ကျတို့အပြည့်အစုံပေးချက်မေးချက်လေးကိုရေးပေးရမယ်ပေါ့နော်ဒီမှာကျတော့ဒီကျတို့ GED မှာကျတော့ working area ကိုကြည့်လားအဲ့ဒါသိလား သိပါဘူး result ကိုပဲကြည့် မကြည့်ဘူးเนาะဒါတို့သမီးတို့အကျန်းတွက်လိုက်တဲ့စာရွက်ကိုသူတို့ကမကြည့်ဘူးဒီကျတို့ screen မှာဘာကိုနှိပ်လိုက်တယ်လဲအဲ့ဒါကိုပဲကြည့်တာဖြစ်တဲ့အတွက်ဒီကျတို့ကအသေးစိတ်လိုက်ရင်းနေစားမလို့အဲ့ဒါကြောင့်မို့လို့အကျင့်ပါအောင်လို့ဒီကျကတခါတည်းအလွယ်လေးတွေပဲရေးတာဖြစ်တယ်ပေါ့เนาะဒီကျဒီမှာ IGCSE O level တို့အဲ့ဒီကလေးလေးတွေကိုသင်တဲ့အခါမှာကျတော့ဒီကျကဒီအသေးစိတ်ရေးပေးတယ်ပေါ့เนาะဘာလို့လဲဆိုတော့အဲ့ဒီဟာမို့လို့ဒီမှာကျတော့အဲ့လိုရေးစရာမလိုဘူးเนาะအချိန်ကုန်လဲတက်တာအောင်လို့ကျတို့အလွယ်ပဲရေးပါတယ်เนาะဟုတ်ပြီ probability ကိုလိုချင်မှတ်မိလားပုံသင်နည်းလေးမှတ်မိလားကလေးတို့ number of number of variable outcomes by total number of တိုတယ်နဲ့စာ possible outcome ဟုတ်တယ်အလွယ်အနေနဲ့မှတ်ချင်လိုချင်တာကိုဒီ total နဲ့စာဟုတ်တယ်မဟုတ်လားအဲ့တော့လိုချင်တာ4ဆိုတော့ကလေးတို့4ကဒီမှာဘယ်နှခါပါတယ်လဲဒီချက်ကိုရေးပေးပါ ဟုတ်ပါ နှစ်ခါလားတစ်ခါ လေး တောက်ခါ 1 2 3 4 5 6 6ခါเนาะ6ခါဖြစ်တဲ့အတွက်6ကိုဒီချက်အပေါ်မှာရေးလိုက်မယ် total ကချက်လို့20မဟုတ်ဘူးလားဟုတ်တယ်နော်အဲ့ဒါအောင်မှကျင်းလို့ရသမျှကျင်းလိုက်တော့2 3 4 6နှစ်10လီ20ဆိုတော့3 by 10ပေါ့ဒါပဲအဲ့ဒါလည်းထုံးစံအတိုင်းပဲဒီ decimal နဲ့ပြမယ်ဆိုရင် 0.3 ရာခိုင်နှုန်းနဲ့ပြမယ်ဆိုရင်100နဲ့မြှောက်လိုက်30ရာခိုင်နှုန်းပေါ့အဲ့ဒါကတော့မိကွန်းပေါ်မှာမူတည်မယ်လို့ဒီချက်ပြောထားတယ်နော်ဒီမှာတော့ဘာမှမပြောလို့ဒီလိုလေးရေးပေးထားတယ်ပေါ့နော်အဲ့ဆိုဒီ example 2လေးရောနားလည်မလား
ဟုတ်နားလဲပါတယ်ချ နား ေ လည်နော်ဟုတ်ပြီအဲ့ဆို example 3လေးသွားကြမယ် The accounting department of a large firm has 45 male employees တဲ့ accounting department တစ်ခုမှာအမျိုးသားဝန်ထမ်းက48ယောက်45ယောက်ရှိတယ်သူပြောတာလေးကိုဒီဆယ်တို့ရေးထားကြမယ် male က45ရှိပါတယ်ပြီးတော့100 female employees ဆိုတော့အမျိုးသမီး female ကအယောက်100ရှိတယ်ဆိုတော့ဟုတ်ပြီ female က100အဲ့တော့ total ဘယ်နှယောက်ဖြစ်မလဲသားတို့သမီးတို့ total က145ယောက် 145ယောက်ပါ 145 तू อ่ะမပြောလဲဒီချေတို့ကိုကကို total ကို तू မပေးထားတဲ့အချိန်မျိုးမှာဒီလိုမျိုးလေးကိုကကိုရေးတတ်ရပါမယ်ဟုတ်ပြီမေးခွန်းလေးဆက်ဖတ်ကြည့်မယ် if one of the employee ဝန်ထမ်းတွေတယောက်ကို is randomly selected to be in charge of refilling the copier refilling the copier copier ကို refill လုပ်ဖို့ရအတွက် random ရွေးလိုက်မယ်ဆိုရင်တဲ့ what is the probability that the chosen person ရွေးချယ်လိုက်တဲ့သူက is male ဆိုတော့ male ဖြစ်မဲ့ probability ကိုမေးတာမဟုတ်ဘူးလားဟုတ်တယ်နော်အဲ့တော့ probability of male ကိုကိုချင်တာ formula ကဘာလဲလဲ number of ကိုကျင်တာဒီတူတယ်တဲ့ number of number of favorable outcome by total number of possible outcome လူချင်တာကိုဒီ total နဲ့ဟုတ်တယ်လူချင်တာက male ဖြစ်တဲ့အတွက်ဆရာတို့ဒီမှာ male က45ယောက်မဟုတ်ဘူးလားဟုတ်တယ်နော်အဲ့တော့45ကိုအပေါ်ထားလိုက်မယ် total ရဲ့နေရာမှာဘယ်လောက်ထည့်မလဲ145 145ဟုတ်တယ်အဲ့ဒါကိုကျင်းလိုက်တော့9 9လီ45ဟုတ်တယ်နော်9 2လီ30 9 9လီ45အဲ့တော့9 by 29ပေါ့အဲ့ဒါအောင်မှကျတို့ decimal နဲ့ပြမယ်ဆိုရင် 0.31ဒီမှာ write your answer as a whole number percent အဖြေကို तू က percent နဲ့လိုချင်တာဖြစ်လို့ဒီကျတို့100နဲ့မြောက်လိုက်တော့ 31% ပေါ့ရလားဟုတ်ရပါတယ်ချေ ရနော်ရမယ်တော့ဒီမှာကျတော့ decimal အနေနဲ့percent အနေနဲ့ပြခိုင်းလို့ percent နဲ့တခါတည်းပြပေးလိုက်တယ်ပေါ့နော်အဲ့ဆို example 3လေးလည်းနားလည်မယ်နော်ဟုတ်နားလဲပါတယ်ချေ ဟုတ်ပြီအဲ့ဒါဆိုရင် exercise 1လေးကျတော့လုပ်ကြည့်ကြရအောင်ပေါ့နော် exercise 1ကဒါ basic probability နဲ့ပတ်သက်တဲ့ပု္ပ္ပစာလေးတွေပဲအဲ့တော့ဒီ channel ကဘယ်ဟာလေးလုပ်မလဲဆိုတော့ number 2လေးလုပ်ကြည့်အောင် exercise 1ရဲ့ number 2လေး number 2မှာသူကပြောထားတယ် a high school club has 10 members တဲ့ high school club တစ်ခုမှာ member 10ယောက်ရှိတယ်ဆိုကြတာဒါကဒီ total ကိုပေးတာမဟုတ်ဘူးလား ဟုတ်ပါတယ်ချေ total က10ယောက်ပေါ့နော်အဲ့မှာ who are senior and တဲ့ခဏလေးမဟုတ်မှားလို့ဒီဆရာတို့မေးခွန်းဖတ်တာနည်းနည်းလောသွားတယ် a high school club has 10 members who are senior ဖြစ်တဲ့သူက10ယောက်ဆိုတော့ဒါဒီ senior ကိုပေးတာမဟုတ်ဘူးလားဟုတ်တယ်နော် senior က10ယောက်ပြီးတော့ and 8 members who are junior ဆိုတော့ဒါဒီ junior ကိုပေးတာမဟုတ်ဘူးလား junior က8ယောက်အဲ့တော့ total ကို तू မပေးလဲကိုကကိုသိရမယ် total ဘယ်လောက်ဖြစ်မလဲ18ယောက် ဟုတ်တယ်အဲ့တော့ if a member is randomly selected member တယောက်ကို random ရွေးလိုက်မယ် to be the club president အနေနဲ့ random ရွေးလိုက်မယ်ဆိုရင်တဲ့ what is the probability that the person will not be the senior senior မဟုတ်တဲ့ probability ကိုမေးတယ် senior မဟုတ်တဲ့သူဆိုတော့ဒါဘယ်သူ့ကိုမေးတာဖြစ်မလဲ junior junior ပေါ့တွေ့လားတခါလေးမှမေးခွန်းကဓာတ်ရိုက်ဒီဆယ်တို့ကိုပြောချင်မှပြောမယ်ကိုကဒီလိုမျိုးလေးကြည့်တတ်ရမယ်ပေါ့နော်အဲ့တော့ junior ကဆယ်တို့ဘယ်နှယောက်ရှိလဲ8ယောက် ဟုတ်တယ် total က18ယောက်အဲ့တော့2နဲ့ကျင်းလိုက်မယ်ဆိုရင်2 4လီ182 4လီ8 2 9လီ18အဲ့တော့4 by 9ပေါ့ဒီစားတော့ဒီမှာပဲထားခဲ့လိုက်မယ်တကယ်လို့ percent နဲ့လိုချင်ဘယ်လိုလုပ်မလဲ100နဲ့မြောက် 100နဲ့မြောက်မယ်ရလား decimal နဲ့ဆိုရင်တော့ကလေးတို့စားလိုက်ပေါ့နော်အဲ့ဒါဆိုရင်တော့ဒါ 0.44 လောက်ရလိမ့်မယ်ပေါ့နော်ရလားဒါတို့သမီးတို့နားလဲလား ဟုတ်ရပါတယ်ချေ ဟုတ်ပြီ ဟုတ်ရ ဟုတ်ပြီဒီချက်တွက်တယ်ဆိုရင်ဒါတို့သမီးတို့လည်းတစ်ခါလေးလိုက်တွက်နော် ဟုတ်ကဲ့ပါ အဲ့ဒါ ချေ ဆိုရင်နောက်ထပ်ဒါလေးပြီးရင်နံပါတ်3လေးသွားပါမယ်ဒီချက်နံပါတ်3လေးသွားလို့ရလား ဟုတ်ရပါတယ်ချေ နော်ဟုတ်ပြီအဲ့တော့နံပါတ်3လေးကြည့်အောင်
A game is played game တစ်ပွဲကိုကစားမယ် in which a cat is drawn from a special deck ဒီ special deck တစ်ခုကနေမှကျတော့ကတ်တကတ်ကိုရွေးရတဲ့ game ကိုကစားမယ်အဲ့ဒီ special deck မှာတဲ့ဘာကတ်လေးတွေပါလဲဆိုတော့ that contains red green and blue cat အနီရောင်ကတ်အစိမ်းရောင်ကတ်နဲ့အပြာရောင်ကတ်တွေပါပါတယ်တဲ့ if a blue cat is drawn အပြာရောင်ကတ်ကိုရွေးမိတယ်ဆိုရင်တဲ့ the player can advance to the next level အဲ့ဒီ player ကကျတော့ next level ကိုရောက်မှာဘယ်ကတ်ကိုရွေးမိရင် next level ကိုရောက်မှာလဲ Blue အပြာ cat ရောင်ကတ်ကိုရွေးမိတယ်ဆိုရင် next level ကိုရောက်သွားမယ်တဲ့ရလားဒီတချို့တို့ Uno တို့ဆော့တယ်လို့မျိုးလေဟုတ်လားဒီ game တွေမှာဆိုရင်သူ့ရဲ့စီးမြင်စည်းကမ်းတွေရှိတယ်မို့လားဘယ်ကတ်ကိုရွေးမိရင်တော့ဘယ်လိုဆိုတာမျိုးအဲ့တော့ဒီမှာလည်းအတူတူပဲအပြာရောင်ကတ်ကိုရွေးမိရဆိုရင် next level ကိုရောက်မှာအဲ့တော့ the deck has 100 cat အဲ့ဒီ deck မှာစုစုပေါင်းကျတော့ကတ်100ရှိတယ်အဲ့တော့ဒါဒီ total ကိုပေးတာပေါ့နော်အဲ့တော့ total က100အဲ့ဒီကတ်100ထဲမှာ which 30 are red ဆိုတော့အနီရောင်ကဘယ်နှကတ်လဲအနီရောင်က30 15 are blue ဆိုတော့အပြာရောင်က15 green 55 are green ဆိုတော့အစိမ်းရောင်က55ဟုတ်ပြီဒါက तू ပေးတဲ့ချက်လေးတွေကိုဒီချက်လို့ခြိုက်လိုက်တယ် if a player draws a cat at random player တယောက်ကလည်းချက်လို့ဒီကတ်တကတ်ကို random ရွေးမယ်ဆိုရင် what is the probability that the player will advance to the next level next level ကိုရောက်မဲ့ probability ကိုမေးတယ်အဲ့တော့ probability of next level ပေါ့အဲ့တော့ next level ကိုရောက်ဖို့ရတယ်ချက်လို့ဘယ်အချိန်မှာချက်လို့ next level ကိုရောက်လဲမိခွန်းထဲမှာဘယ်လိုလေးပြောထားလဲပြာရောင်ကတ်ကိုရွေးမိ ဟုတ်တယ် ပြာရောင် အပြာရောင်ကတ်ကိုရွေးမိရင် next level ကိုရောက်မယ်ဆိုတော့တနည်းအားဖြင့် probability of blue ကိုမေးတာပဲမဟုတ်ဘူးလားဟုတ်တယ်နော်မေကွန်းကအချက်တို့ဒီမှာ die probability of blue ကိုရှာပါလို့မပြောဘဲနဲ့ကလေးတို့ကိုအဲ့လိုလေးပြောထားတယ်နော်အဲ့တော့ကိုကဒါလေးကိုသိရမယ်ဒါလေးကိုသိဖို့ရဆိုတာလဲမေကွန်းကိုသေချာဖတ်မှာသိမှာဟုတ်ရဲ့လားအဲ့တော့ဒီချက်တို့ဒီ G ဒီမှာကမေကွန်းကိုကလေးတို့တေချာဖတ်ဖို့လိုတယ်ဒါပေမဲ့သူဒီမလိုတာကြီးလဲတစ်ခါလီမှာပေးထားတတ်တယ်ပေါ့နော်အဲ့တော့မေကွန်းကိုဒီချက်တို့ကတေချာဖတ်မယ် information လဲလွတ်သွားလို့မရဘူးမေကွန်းကိုတေချာဖတ်ပြီးတော့မှမေးတဲ့မေကွန်းကနေမှဘာလိုချင်တာလဲအဲ့ဒီကနေမှချက်တို့မလိုအပ်တာကြီးဆိုရင်ပယ်ပြီးတော့တွက်တက်ရမယ်ပေါ့နော်ဒီမှာဆိုရင်တော့ချက်တို့ဒီမှာ तू ကအပြာရောင်ကိုလိုချင်တာကိုဓာတ်ရိုက်မပေးဘဲနဲ့ next level ကိုရောင်းမဲ့ probability ကိုမေးတာဒီဒါ probability of blue နဲ့အတူတူပဲဆိုတာကိုကလေးတို့ကဒီအချက်ကိုဒါတေချာမဖတ်ခင်ဒါဒီပု္ပ္ပစာခတ်တယ်ဆိုတာမျိုးဖြစ်သွားတတ်တယ်เนาะအမှန်တော့ဒါလေးကိုသိရင်ရပါပြီအဲ့တော့ကျန်တာကတော့အရင်တိုင်းပဲအပြာရောင်မေးတာဖြစ်တဲ့အတွက်လိုချင်တာချက်တို့15 total ရချက်တို့100မဟုတ်ဘူးလားဟုတ်တယ်เนาะအဲ့တော့9 3 4 15 9နဲ့လီ30 9 3 3 3 3/20ဒါပဲရမယ်နော်ရလားနားလေလား ပါလေပါတယ်ချင်း ပါတယ်ချ ဟုတ် င် ပြီ လေးပါတယ်ချင်း ဟုတ်ပြီပြီးရင်ဒီချက်တော့နောက်တစ်ခုလေးသွားပါမယ်နော်အဲ့ဒါဆိုရင်ဒီချက်နောက်တစ်ခုလေးသွားလို့ရလား ဟုတ်ရပါတယ်ဒီချာ ရနော်ဟုတ်ပြီ ရပါတယ်ချင်း အဲ့ဒါဆိုရင်ဒီချက်6နဲ့7လေးတွက်ပြပါမယ်ဒီကတ်လေးတွေကိုမြင်ဘူးလား မြင်မှုပါလေ မှုပါ ဟုတ် ရ ပါတယ်ချင်း အဲ့ဒါဘာကတ်လေးလဲ ချက်က ဟုတ်တယ်ဖဲကတ်လေးတွေပေါ့နော်ဖဲကတ်လေးတွေပေါ့နော်အဲ့တော့ဒီမှာ a deck of 12 cats ဒီကတ်12ကတ်ကိုတဲ့ is marked with the following symbol အောက်မှာပေးထားတဲ့ symbol လေးတွေနဲ့အမှတ်အသားပြုလုပ်ထားတယ်ဒီမှာဆိုရင်ကျတို့ဒီမှာ symbol လေးတွေနော် heart shape လေးတွေပါမယ်ဟုတ်လား if a cat is chosen at random ကတ်တကတ်ကိုကျတို့ random ရွေးမယ်ဆိုရင်တဲ့ what is the probability of selecting a diamond diamond ကြမဲ့ probability ကိုမေးတယ်အဲ့တော့ total ကဘယ်နှကတ်ရှိတာလဲ total က တနက်ကပါချာ 12ကတ်နော်ဒီမှာ तू ကပြောထားတယ် a deck of 12 cats ဆိုတဲ့ကတ်12ကတ်ပါတယ်ဆိုတော့ total က12ကတ်ရှိပါမယ်အဲ့တော့နံပါတ်6ရဲ့မေးခွန်းလေးက probability of diamond ကို तू ကမေးတယ်အဲ့တော့အောက်ကတော့ချက်တို့ total 12ပေါ့ diamond ကချက်တို့ဘယ်နှခုပါတယ်လဲဒါတို့သမီးတို့ကြည့်လိုက်ဒီထဲမှာ 6ခု 6ခုเนาะဒီမှာ1
2 3 4 5 6အရေအတွက်ကိုပဲစိတ်ဝင်စားတယ်လို့ဒီချက်တို့ပြောထားရယ်နော်အဲ့တော့အပေါ်မှာချက်တို့6ကိုထည့်လိုက်အဲ့မှာအဖြေကိုကြည့်လိုက်တော့သူဒီဘာနဲ့ပေးထားလဲ ပါစံ ပါစံနဲ့ပေးထားတော့ချက်တို့6တက်လီ6 6နဲ့တက်တယ်1/2အဲ့တော့100နဲ့ပြန်မြောက်ဖို့မမေ့နဲ့ပေါ့နော်အဲ့တော့2 5လီတက်10ဆို50ရာခိုင်နှုန်းအဲ့တော့အဖြေက C ဖြစ်မှာမဟုတ်ဘူးလား ဟုတ်ပါတယ်ရှင် ရမယ်နော်ဒါတို့သမီးတို့ရမယ်နော်ဟုတ်ပြီအဲ့တော့ဒီနံပါတ် ဟုတ်ရပါတယ်ရှင် နံပါတ်6ရဲ့ information လေးဒီ information လေးကိုကြည့်ပြီးတော့7လေးကိုနည်းနည်းတစ်ချက်ဆက်ကြည့်ရအောင်7ကသူကပြောထားတာက if a cat is chosen at random ကတ်တကတ်ကို random ရွေးမယ်ဆိုရင်တဲ့ what is the probability of selecting something other than a club other than ဆိုတဲ့အဓိပ္ပာယ်ကိုဒါတို့သမီးတို့ဘယ်လိုနားလဲတော့ other than အာသာတန်းဆိုတဲ့အဓိပ္ပာယ်ကသူမှလွဲ၍ဆိုပြီးတော့ပြောချင်တာအချက်တို့ club မဟုတ်တဲ့ဟာကိုမေးတာအဲ့တော့ club မဟုတ်တဲ့ကျန်တဲ့ဘာကိုရွေးလို့ရလဲဆိုတော့ချက်တို့ diamond ကိုရွေးလို့ရတယ်ပြီးရင်ဒီ heart တလားheart မဟုတ်ဒီချက်လည်းပါတယ်ပေါ့နော်ဒီဟာလေးတွေကိုချက်တို့ရွေးလို့ရတယ်လို့ပြောချင်တာအဲ့တော့နံပါတ်6လေးအရင်ရေးလိုက်ပါပြီးရင်ချက်တို့7လေးတွက်မယ်နံပါတ်6လေးဒါတို့သမီးတို့ပြီးပြီလား ပြီးပါပြီရှင် ပြီပြီနော်အဲ့ဆို7လေးဆက်သွားမယ်နော်7မှာတူတရားတော့ဒါမပြောင်းလဲဘူးဘယ်လောက်ပဲလဲတူတရားတော့12ပဲနော်အဲ့မှာသူမေးတဲ့ probability of other than a club မဟုတ်တဲ့ဟာဆိုတာက club မှလွဲ၍လို့ပြောချင်တာအဲ့တော့ club ကိုချေတို့ပယ်လိုက်ရင်တူတရားတော့12ပေါ့နော်အဲ့ဒါကလွဲပြီးတော့ကြံတာကိုဒီချေတို့ကရွေးပေးရမယ်အဲ့တော့သူ့ကိုဒီချေတို့ကဘာလုပ်လိုက်မလဲပယ်လိုက်မယ်ဆိုတော့ तू မပါဘူး तू မပါဘူး तू မပါဘူးအဲ့ဒါဆိုရင်ချေတို့ကြံတာဘယ်လောက်ကြံမလဲ ဖြစ်ခု ကိုခုပါဒီချာ 9ခုကြံမယ်နော်အဲ့တော့9ခုကြံမယ်ဆိုတော့အပေါ်မှာချေတို့9ကိုထည့်လိုက်မယ်ပေါ့အဲ့တော့အဖြေကိုကြည့်လိုက်တော့ तू ကအပိုင်းကိန်းနဲ့ပဲပြတာဖြစ်တဲ့အတွက်ဒီချေတို့အပိုင်းကိန်းနဲ့ပဲပြမယ်ခြေလိုက်တော့33လီ9 34လီ7နဲ့ဆိုတော့အဖြေက A ဖြစ်မှာမဟုတ်ဘူး ဟုတ်တယ်နော်3/4ဆိုတော့ A ဖြစ်မယ်ပေါ့ရလားရမလားအဲ့လိုလေးစဉ်းစား ရ မယ် ပါတယ်ရှင် ဒီပု္ပ္ပာမှာမှတ်ထားမှာဒါတို့သမီးတို့အာသာတန်းဆိုတဲ့အဓိပ္ပာယ်က तू မှလွဲ၍ तू မဟုတ်တဲ့ဟာကိုမေးတာပေါ့နော်အဲ့ဒါလေးကိုမသိဘူးဆိုရင်တော့ဒီပု္ပ္ပာမှာအခက်တွေ့နိုင်တယ်အဲ့ဒါကြောင့်ဒီချက်ဒါလေးထည့်ထားပေးရပေါ့နော်နံပါတ်6 7လေးပြီးပြီဆိုရင်ကျန်တဲ့ကလေးတွေကဒီချက်တို့ဒီချက်1ရယ်4ရယ်5ရယ်ကိုဒီချက်တွက်မသွားဘူးဟုတ်တယ်နော်အဲ့ဒီ3ပုဒ်လေးဒီချက်ကိုအခုတွက်ပေးပါ1ရယ်4ရယ်5ရယ်ဒီ3ပုဒ်လေးတွက်ပေးနော်1ရယ်4ရယ်5ရယ်ဒီချက်ကိုအဲ့ဒီ3ပုဒ်လေးတခါလဲတွက်ပေးပါ
ဒီသုံးပုဒ်လေးပြီးရင်ဒီချက်ကိုပြောပါနော် ပြီးပါပြီချေ ဟုတ်ပြီကျန်တဲ့ကလေးလေးတွေကိုပြီးပြီလား ဟုတ်ပြီပါပြီ ပြီးပြီနော်အဲ့ဒါအဖြေလေးတိုက်ပေးမယ်မရတာလေးရှိလဲတွက်ပေးမယ်နော်နံပါတ်1ကသူကဒီမှာကွန်ပျူတာပေါ့နော်ကွန်ပျူတာမော်နီတာအလုံး900မှာတဲ့10လုံးက defective ဖြစ်နေတယ်အဲ့တော့ तू က monitor တစ်လုံးကို random ရွေးမယ်ဆိုရင် तू မေးတာက probability of defective ဖြစ်တဲ့ဟာကို तू ကမေးတယ်ပေါ့နော်အဲ့တော့သူ့ကိုလိုချင်ချက်တို့ထုံးစံတိုင်းပဲလိုချင်တာကိုဒီ total နဲ့စာဟုတ်လားအဲ့တော့ defective ဖြစ်တာချက်တို့ဘယ်နှလုံးလဲ 10လုံး 10လုံးအဲ့တော့ comma 10 total ကဘယ်လောက်လဲ 900 900အဲ့တော့3ညခြေလိုက်တော့1/50မဟုတ်ဘူးလားဟုတ်တယ်နော် ဟုတ်ပါတယ်ချေ မှန်တခါတည်းအမှန်လေးချက်ထားပြီနော်ပြီးရင်နံပါတ်4လေးနံပါတ်4ကကြတော့ तू ကတဲ့ but က is trying to guess the number that her friend Harry is thinking ငယ်ငယ်တော့ဒီလို game မျိုးစော့ဘူးလားမသိဘူးဒီစိတ်ထဲမှာစိတ်ထဲမှာဘာရှိလဲဆိုတော့ငါရအောင်မှန်းပြမယ်တို့ဘာတို့ပေါ့နော်အဲ့လိုပဲ तू ကသူ့ရဲ့တငယ်ချင်း Harry တွေးနေတဲ့ဟာကို तू ကမှန်အောင်စဉ်းစားမယ်all she knows is that သူသိထားတဲ့ဟာမှန်သမျှကဘာလဲဆိုတော့ the number is အဲ့ဒီ gain ကပေါ့နော် तू စဉ်းစားရမယ် तू ခန့်မှန်းရမယ်ခဏန်းကတဲ့ between 1 and 20 1နဲ့20ကြားမှာပဲရှိတယ် including 1 and 20 1နဲ့20လည်းပါတယ်ဒီ including 1 and 20ဆိုတာလေးကိုဘာကြောင့်ထည့်ပေးရလဲဆိုရင်ဒီတချို့ကလေးလေးတွေကြတော့နှိုက်နှိုက်ချွတ်ချွတ်စဉ်းစားမိတဲ့အခါမျိုးမှာပေါ့နော်1နဲ့20ပါတယ်ဆိုတာမျိုးကိုထည့်မရေးထားဘူးဆိုရင်သူတို့မပါဘူးလားဆိုပြီးတော့စဉ်းစားမိနိုင်တယ်သူတို့မပါဘူးဆိုရင်ကျတော့1နဲ့20ကိုပယ်လိုက်တဲ့အခါမှာစုစုပေါင်းကဏ္ဍက18လုံးပဲရှိတော့မှာမဟုတ်ဘူးလားဟုတ်တယ်နော်အဲ့လိုမျိုးမစဉ်းစားမိတဲ့ကလေးကြောင့်လည်းအလုံး20နဲ့ပဲ1ကနေ20အထိပေါ့နော်1ကောပါတယ်20ရောပါတယ်အလုံး20နဲ့ပဲစဉ်းစားမိနိုင်တာမျိုးလည်းရှိတယ်အဲ့ဒီမှာတင်ကျတော့ကွဲသွားကြတယ်အမှအဖြေတွေကဒီလိုဖြစ်သွားနိုင်တယ်ပေါ့နော်ဒီလိုမျိုးမဖြစ်အောင်လို့ तू က including 1 and 20ဆိုတာလေးကိုထည့်ထားပေးတယ်1နဲ့20လည်းပါတယ်ဆိုကြတဲ့ကကျတော့ total ကဘယ်လောက်ဖြစ်မှာလဲ20 တရား20ဖြစ်မယ်နော်20ဖြစ်မယ်အဲ့တော့ if she guess randomly သူဒီ random ခန့်မှန်းလိုက်မယ်ဆိုရင် what is the probability that she will guess the right number အဲ့တော့ तू မေးတာလေးက right number မှန်ကန်တဲ့ number ကိုရွေးနိုင်မဲ့ probability ကိုမေးတယ်အဲ့တော့ probability ဒီအရေအတွက်ကိုပဲစိတ်ဝင်စားတယ်လို့ပြောထားတယ် total ကတော့20အဲ့တော့ तू ဒီမှန်တဲ့ကဏ္ဍကကျတော့ဘယ်နှခုပဲရှိမလဲတစ်ခု တစ်ခုပဲရှိမယ်နော်ဒီ bad ရဲ့စိတ်ထဲမှာဘာတွေးနေတယ်လဲဆိုတော့အဲ့ဒီကဏ္ဍတစ်ခုလိုချင်တာအဲ့ဒီကဏ္ဍလေးပဲသူ့စိတ်ထဲမှာရှိနေတဲ့ကဏ္ဍလေးပဲဖြစ်တဲ့အတွက်ဒါ1ပဲမဟုတ်ဘူးလားဟုတ်တယ်နော်အဖြေကတော့အဲ့တော့1/20လေးပဲနော်ဒါပေမဲ့ဒီ1ရဲ့နေရာမှာဘာထည့်ရမှန်းမသိဖြစ်တတ်တယ်နော်ရလားနားလည်မလားအဲ့ဒါဥမာတကယ်လို့ရာခိုင်နှုန်းနဲ့မေးရင်တော့ဒါတို့သမီးတို့100နဲ့မြှောက်ပေးလိုက်အဲ့ဒါတော့လွယ်ပါရဲ့နော်ရလားအဲ့တော့ဒီဟာလေးလည်းမှန်တယ်ဆိုရင်အမှန်လေးချစ်ခဲ့ပေးပါနော်ပြီးရင်နံပါတ်5လေးဆက်သွားပါမယ်နံပါတ်5ကတဲ့ a drawer contains drawer တစ်ခုမှာကျတော့ဘာတွေပါလဲဆိုတော့6 spoons and 3 forks ဇုံးက6ချောင်းခင်းက3ခုပါတယ်အဲ့ဒီမှာ तू ကဘာကိုရွေးလိုက်လဲတစ်စုံရွေးလိုက်တယ်ဟုတ်တယ်နော်တစ်ခုရွေးလိုက်တယ်အဲ့ဒီခါမှာ what is the probability of ဘာကိုမေးလဲ probability of spoon ကိုမေးတယ်အဲ့တော့ spoon ကိုမေးတယ်ဆိုတော့ तू ပေးထားတာလေးကကျတော့ spoon ကဘယ်နှချောင်းလဲ6ချောင်း fork က3ချောင်း total ကဘယ်နှချောင်းလဲ9ချောင်း 9ချောင်းအဲ့တော့ total ရဲ့နေရာမှာကို spoon ကကျတော့ဘယ်နှချောင်းလဲ6ချောင်း6ချောင်းအဲ့တော့အဲ့ဒါကိုကျင်းလိုက်ရင်3နဲ့လီ6 3 3လီ9ဆိုတာ2/3မဟုတ်ဘူးလားရမနော်မှန်လားကလေးတို့မှန်ကြလားဖြေလေးမှန်ပါချေမှန်တယ်နော်ဟုတ်ပြီ
ဟုတ်ပြီအဲ့ဒါဆိုရင်ဒါကတီချာတို့ရဲ့ basic probability ပေါ့နော် basic probability ကိုပြန်ပြီးတော့အနှစ်ချုပ်ရမယ်ဆိုရင်ဒါ formula လေးတွေထည့်ပြီးတော့အစားသွင်းရုံပဲ number of favorable outcomes by ဗါတယ်လေ total total the number number of of possible possible outcomes လူကျင်တာကိုဒီ total နဲ့စာရုံပဲနော်အဲ့ဆိုရင်ကလေးတို့ basic probability ကိုရမယ်လို့ဒီချက်ထင်တယ်ဒီချက်ဆက်သွားလို့ရမလား outcomes ဆက်သွားလိုက် ပါ နော် တယ်ချေ ဟုတ်ပြီအဲ့တော့ဒီဆယ်တို့ရဲ့ဒီတစ်ခါက uneven လေးကိုဆက်ပြီးတော့သွားမယ်ပေါ့နော် n ဆိုတဲ့အဓိပ္ပာယ်ဆယ်တို့မြန်မာလိုဆိုရင်ပါလဲမြန်မာလိုဆိုရင် n ကနှစ်ဟုတ်တယ်ဥပမာဆိုပါစို့ခဲတံနှစ်ပေတံလို့ပြောရင်ခဲတံလည်းပါတယ်ပေတံလည်းပါတယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးလားဟုတ်တယ်နော် သူက both and လို့လည်းပြောလို့ရတယ်နှစ်ခုစလုံးဆိုတဲ့အဓိပ္ပာယ် uneven ဆိုတာကဒါလဲလုံးမယ်ပြီးတော့ဒါလဲလုံးမယ် and ရဲ့အဓိပ္ပာယ်ကနှစ်သူ့မှာကျတော့ပြီးတော့ဆိုတဲ့အဓိပ္ပာယ်လဲပြောလို့ရတယ်ဥပမာဆိုပါစို့ဒီချေကကလေးတို့ကိုဈေးဝယ်ခိုင်းလိုက်မယ်ဈေးထဲကနေဒီချက်ကိုစာအုပ်နဲ့ခဲတံလေးဝယ်ခဲ့ပေးပါဆိုရင်ဒါတို့သမီးတို့ကစာအုပ်လည်းဝယ်ရမယ်ခဲတံလည်းဝယ်ရမယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးလားဟုတ်တယ်နော်စာအုပ်တစ်မျိုးတည်းဝယ်လာလို့မရဘူးခဲတံတစ်မျိုးတည်းဝယ်လာလို့မရဘူးနှစ်ခုစလုံးကိုဘာလုပ်ခဲ့ရမှာလဲ ပဲလာမယ် ဝယ်လာမယ်အဲ့တော့နှစ်ခုစလုံးကိုယူတာကဒါ uneven ပဲအဲ့တော့အဲ့ဒါကြောင့်မို့လို့ n ရဲ့သင်္ကေတလေးကကျတော့ multiply မှာနော် or ကကျတော့ကျတော့ဘာလဲသိလား or ကကျတော့ plus ပေါ့နော် n ကကျတော့ multiply or ကကျတော့ plus ပါရမယ်နော်အဲ့တော့ uneven မှာဒီဆယ်က dependent နဲ့ independent ဆိုပြီးတော့ဆက်ပြီးတော့ခွဲပါတယ် dependent ဆိုတာကသိပါတယ် dependent ရဲ့အဓိပ္ပာယ်ကမှီခိုတာမဟုတ်ဘူးလားဟုတ်တယ်နော် independent ဆိုတာကမမှီခိုဘူးအဲ့တော့မှီခိုတယ်မမှီခိုဘူးဆိုတာကလည်းလွယ်လေးပဲမှီခိုတယ်ဆိုတာကကိစ္စတစ်ခုနဲ့တစ်ခုဖြစ်ရတစ်ခုနဲ့တစ်ခုကတစ်ခုပေါ်မှာတစ်ခုမှီခိုနေတဲ့အခြေအနေမျိုးကိုပြောတာ independent ဆိုတာကကြတော့တစ်ခုနဲ့တစ်ခုကမမှီခိုဘူးအဲ့တော့မမှီခိုတဲ့ဖြစ်ရတွေကိုအလွယ်မှတ်ချင်တော့များသောအားဖြင့်ကျတော့အန်စာတုံးလှိမ့်တဲ့ပု္ပ္ပစာတွေပြီးရင် coin တွေပေါ့နော်အကျွေးစစ်ပြစ်တဲ့ပု္ပ္ပစာတွေ spinner တွေပေါ့နော်များသောအားဖြင့်ဒီ spinner တွေဒီဟာတွေကကျတော့ independent တွေဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကလေးတို့စဉ်းစားကြည့်အန်စာတုံးစော့ဘူးလားအန်စာတုံးလှိမ့်ဘူးလား မိုဘိုင်း လှိမ့်ဘူးရနော် Mobile အန်စာတုံးလှိမ့်တဲ့အခါမှာကျတော့ဒီပထမတစ်ချိန်လှိမ့်လိုက်တဲ့အခါမှာလေဒီအန်စာတုံးမှာပါတယ်1 2 3 4 5 6မျက်နှာပြင်6ဖက်ကပါနေမှာပဲဟုတ်တယ်နော်ဒုတိယတစ်ချိန်လှိမ့်လိုက်တဲ့အခါမှာလေဒီမျက်နှာပြင်6ဖက်ကဘာဖြစ်နေမှာပဲလဲ ပါနေ ပါနေမှာပဲတတိယတစ်ချိန်လှိမ့်ရင်လည်းပါနေမှာပဲဒီလှိမ့်လိုက်တဲ့ဖြစ်ရတစ်ခုစီတစ်ခုစီကမှီခိုခြင်းရှိလား မရှိပါ မရှိဘူးနော်အဲ့ဒီအတွက်သူဒီ independent probability ဖြစ်တယ် independent ဖြစ်တယ်အဲ့လိုပဲခွိုင်းအကျွေစစ်ကိုမြင်မှုရမလားကျတော့ခေါင်းနဲ့ပန်းရှိရလေ head and tail ပေါ့အဲ့တော့ဒီပထမတစ်ချိန်ကျတော့ပြစ်လိုက်ရင်လည်း head and tail က head and tail ပဲဒုတိယတစ်ချိန်ပြစ်ရင်လည်း head and tail ပါမှာပဲဟုတ်တယ်နော်တတိယတစ်ချိန်ပြစ်ရင်လည်း head and tail ပါမှာပဲမဟုတ်ဘူးလားအဲ့တော့ဒီအကျွေစစ်လိုပုံစံမျိုးကလည်းဒီပထမတစ်ချိန်မှာ head and tail ပါတယ်ဒုတိယတစ်ချိန်မှာကျ head ကြီးကမပါတော့ဘူးဆိုတာမျိုးရှိလို့လားမရှိဘူးเนาะအဲ့အတွက် coin ကလည်းခြေတို့ဘယ်ထဲမှာပါလဲ independent ထဲမှာပါပါတယ်အဲ့လိုပဲ spinner ခုနကတော့ခြေတို့ basic မှာလည်းပါခဲ့တဲ့ spinner လေ spinner လှည့်ဘူးလားကလေးတို့ဒီခြေတို့ငယ်ငယ်တော့ဒီရေခဲချောင်းမှာလေလှည့်ဘူးရပေါ့နော်ကလေးတို့ကဘယ်မှာလှည့်ဘူးလားလှည့်ဘူးလား နာမေးမဲ့အချိန်မှာတော့မင်း စာမင်းလည်းဟုတ်တယ်စာမင်းလည်း spinner လှည့်ပေါ့နော်အဲ့ဒီအချိန်မှာကန်ကောင်းလားစာမင်းကြ မြည်ရဲပေါက်ပါတယ် ။အိုမဲတွေဆိုရင်တော့ဟုတ်လား။မဲတွေဆိုရင်တော့ဒီဆယ်ဆိုရင်တစ်ခါမှမပါဘူး။မဲကန်မကောင်းဘူးပေါ့နော်။အဲ့လိုမျိုးလှည့်တဲ့အခါမျိုးမှာ။ဟုတ်ပြီအဲ့တော့ spinner တွေဆိုရင်လည်းကျတို့အဲ့ဒီစာမေးတဲ့ spinner ဒီချက် spinner ကိုပြောတော့များသောအားဖြင့်ဆိုတဲ့စကားလေးကိုထည့်ပြီးတော့ပြောတယ်နော်။ဘာလို့လဲဆိုတော့ဒီခုနကတော့ဒီချက်တို့စာမေးတဲ့ spinner လိုဟာမျိုးကကြတော့ဒီပထမတစ်ချိန်လှည့်လိုက်တဲ့အခါမှာဟုတ်ပြီကိုကကိုနာမည်ကိုကြားသွားတယ်ဆိုရင်ဒုတိယတစ်ချိန်မှာじゃကိုနာမည်ပါသေးလားမပါတော့ဘူးเนาะစာမေးတာပဲဖြစ်ဖြစ်ချဲလို့မဲနှိုက်တာပဲဖြစ်ဖြစ်ဟုတ်လားအဲ့ဒီအချိန်မျိုးမှာဆိုရင်ကြတော့ spinner ကတစ်ခုပြီးတစ်ခုရော့သွားတယ်မဟုတ်လားအဲ့လို spinner မျိုးကြတော့ချဲလို့ independent ထဲမှာတော့ထည့်လို့မရတော့ဘူးအဲ့ရောက်သွားမလဲသူကကြတော့ dependent နဲ့ရောက်သွားမယ်ရမယ်နော်အဲ့ဒါကြောင့်မို့လို့ spinner ဒီအမြဲတမ်းတော့သူက independent ဖြစ်တယ်လို့ပြောလို့မရဘူး
ရမလို့အဲ့ဒါကြောင့်မလို့ဒီချက်လဲများသောအားဖြင့်ဆိုတာလေးကိုထည့်ပြီးတော့ပြောခဲ့တယ်တချို့ spinner တွေကကြတော့ဒီချက်တို့ခုနကတော့ဒီချက်တို့ basic probability မှာပြောခဲ့တဲ့ spinner လေးတွေကကြတော့ဗာလဲပြောင်းလဲသွားခြင်းမရှိဘူးဟုတ်တယ်နော်အဲ့ဒါကြောင့်မလို့ तू အဲ့လိုအခြေအနေမျိုး spinner ကြတော့ဘယ်ထဲမှာပါလဲ independent ထဲမှာပါတယ်အဲ့တော့ independent ဆိုတာကဖြစ်ရတစ်ခုနဲ့တစ်ခုမမီခိုနေတဲ့ဟာမျိုးပေါ့နော်အဲ့တော့ဒီ spinner မှာမှဆရာတို့ပြောရမယ်ဆိုရင်တော့ဒီ spinner ရဲ့ပုံစံဒီ spinner ကဘယ်လိုအခြေအနေမှာသုံးသလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ဒီ spinner ကကြတော့ independent လည်းဖြစ်သွားနိုင်တယ်လို့ခုနကစာမေးတဲ့ဟာလိုမျိုးဒါမှမဟုတ်ရင်ဆရာတို့မဲနှိုက်တဲ့ဟာလိုမျိုးလေအဲ့ဒါမျိုးကြတော့သူဒီ dependent လည်းဖြစ်သွားနိုင်တယ်အဲ့တော့ independent ဆိုတာလေးကိုနားလည်မယ်နော်အန်စာရုံးတို့ခွိုင်တို့ကတော့ဒါ independent ပေါ့နော်ဟုတ်ပြီအဲ့တော့ dependent ကဘယ်လိုဟာမျိုးပြောလို့ရသေးလဲဆိုတော့ဥပမာဆိုပါစို့ဒီဆရာအိတ်တဲ့အိတ်ထဲမှာဂေါ်လီလုံးလေးတွေပေသီးလေးတွေပေါ့ဒီဆရာတို့ငယ်ငယ်တော့ဆော့တဲ့ပေသီးလေးတွေထည့်ထားမယ်အပြာရောင်အစိမ်းရောင်အနီရောင်စသဖြင့်ပေသီးလေးတွေထည့်ထားမယ်အဲ့ဒီမှာဒီဆရာဒါကအိတ်လေးပဲဆိုပါစို့အဲ့ဒီအိတ်ထဲမှာဒီဆရာအပြာရောင်3လုံးအစိမ်းရောင်ကို2လုံးပြီးရင်အနီရောင်ကို4လုံးထည့်ထားမယ်ပေါ့အဲ့တော့ total ဘယ်နှလုံးရှိလဲဒီထဲမှာ total ကကိုလုံး 6လုံးရှိတယ်နော်ဟုတ်ပြီအဲ့တော့ပထမတစ်ချိန်ဒီဆယ်က random နှိုက်လိုက်မယ်ပထမတစ်ချိန်ဒီဆယ်နှိုက်လိုက်မယ်ဒီဂေါ်လီလုံးလေးတစ်လုံးပေါ့နော်ပေသီးလေးတစ်လုံးကိုဒီဆယ်နှိုက်လိုက်မယ်တစ်လုံးကိုနှိုက်လိုက်မယ်နှိုက်လိုက်ပြီးတော့ဒီဆယ်ပြန်မထည့်ဘူးပြန်မထည့်ဘူးဟုတ်ပြီပထမတစ်ချိန်မှာじゃ probability of blue အပြာရောင်ဖြစ်နိုင်ခြေကိုဒီဆယ်မေးမယ်ပြီးတော့ဒုတိယတစ်ချိန်မှာကြတော့အစိမ်းရောင်ဖြစ်နိုင်ခြေကိုဒီဆယ်ပြောမယ်ပထမတစ်ချိန်မှာအပြာရောင်ကိုနှိုက်တဲ့အချိန်မှာတော့ total က9အပြာရောင်က3လုံးရှိတာဖြစ်တဲ့အတွက်3 and even မို့လို့အမြောက်ဒီထိကကိစ္စမရှိဘူးဒါပေမဲ့ဒုတိယတစ်ချိန်နှိုက်တဲ့အခါမျိုးမှာပြန်မထည့်ဘူးမိကုန်းထဲမှာပြန်ထည့်တယ်ဆိုတဲ့စကားလုံးလေးပေါ့နော် replace တို့အဲ့လိုမျိုးစကားလုံးမပါဘူးဆိုရင်ကလေးတို့ကပြန်မထည့်ဘူးလို့ပဲယူဆရမှာအဲ့တော့ပြန်မထည့်ဘူးဆိုရင်ကြတော့ဒုတိယတစ်ချိန်မှာတစ်လုံးကိုဒီဆယ်တို့ကနှိုက်လိုက်ပြီးဖြစ်တဲ့အတွက်ဒုတိယတစ်ချိန်မှာဆယ်တို့ဘယ်နှလုံးပဲရှိတော့မလဲရှစ်လုံးပဲ ရှစ်လုံးပဲရှိတော့မယ်ဟုတ်ပြီအဲ့တော့အစိမ်းရောင်ကじゃဒီမှာဘယ်နှလုံးပါလဲ နှလုံး နှလုံးပါတယ်နော်ရပါအဲ့တော့နှစ်တက်လီနဲ့နှစ်လေးလီ8ပေါ့နော်3တက်လီ3 3လီ9အဲ့တော့1/12မဟုတ်ဘူးလားရမနော်တကယ်လို့များမေခွန်းထဲမှာပြန်ထည့်တယ်ဆိုတဲ့စကားလုံးလေးပါရင်နော်ဒီက total မှာပြောင်းလဲသွားခြင်းရှိမလားမရှိပါဘူးရှိဘူးเนาะအဲ့တော့ uneven မှာသတိထားမှာအဲ့ဒီ dependent လေးတစ်ခုပဲဒီဖြစ်ရက်ကကျတို့ဖြစ်ရက်တစ်ခုနဲ့တစ်ခုကဘာဖြစ်နေလဲမှီခိုနေတယ်တွေ့လားအဲ့ဒါကြောင့်မို့လို့ဒီဖြစ်ရက်လိုဟာမျိုးကိုကျတို့က dependent probability လို့ခေါ်တယ်အဲ့တော့ uneven မှာသတိထားမှာလဲအဲ့ဒီ dependent ပဲအဲ့ဒီ dependent ကိုအနိုင်ယူဖို့ကလည်းဘာမှမဟုတ်ဘူးဒီချက်ခုနကပြောတဲ့ replace ပြန်ထည့်တယ်ဆိုတဲ့စကားလုံးလေးမိခွန်းထဲမှာပါလားပါတယ်ဆိုရင်တော့ကျတို့ကဒုတိယတစ်ကြိမ်ရွေးတဲ့အခါမှာ total ဒီပြောင်းလဲခြင်းရှိမှာမဟုတ်ဘူးအဲ့ဒီစကားလုံးလေးပြန်ထည့်တယ်ဆိုတဲ့စကားလုံးမပါဘူးဆိုရင်တော့ကျတို့ကပြန်မထည့်ဘူးလို့ပဲယူဆရမယ်အဲ့လိုအခြေအနေမျိုးဆိုရင်တော့ကျတို့တစ်ခုလျှော့ပေးဖို့ရမမေ့ပါနဲ့เนาะအဲ့ဒါလေးတစ်ချက်ကိုရပြီဆိုရင် uneven ကအကုန်ရပြီပဲရလားကလေးတို့နားလည်လားရမနော်အဲ့ဒါဆိုရင်ဒီကျတို့ example လေးနဲ့ကြည့်ရအောင်ပေါ့နော် example လေးနဲ့ကြည့်မယ် example 1လေး bread toss 2 quarters into the quarter ဆိုတာကကျတို့အကျွေစေ့25ပြားစေ့လေးပေါ့နော်အဲ့ဒါကို तू ကလေတဲ့ကိုကျတို့ပြစ်လိုက်မယ်တဲ့အကျွေစေ့လို့ပြောလိုက်တဲ့ကလေးကကျတို့ head and tail तू ဒီ dependent ဖြစ်မလား independent ဖြစ်မလားအကျွေစေ့ independent နော်ဟုတ်လားဒီပထမတစ်ချိန်ပြစ်လဲကျတို့ကဒီဟာဆိုရင်ပိုတောင်မှ independent ဖြစ်သေးရဲ့ဘာလို့လဲအကျွေစေးကတစ်ခုနှစ်ခုတွားသူလေ2 quarters လေဟုတ်တယ်နော်အကျွေစေးတစ်စိတ်တွေကိုနှစ်ခါပြစ်တာတော့မဟုတ်ဘူးအကျွေစေးနှစ်စိတ်ဖြစ်နေတာဆိုတော့ဒါဒီ independent ပဲ what is the probability that both will land အဲ့ဒီအကျွေစေးနှစ်စိတ်စလုံးက so that the head side are showing ဆို head ဖြစ်မဲ့ probability ကိုမေးတယ်အဲ့တော့ပထမအကျွေစေးမှာလဲ head ဖြစ်ရမယ် and ပြီးတော့ဒုတိယအကျွေစေးမှာလဲ head ဖြစ်ရမယ်လို့ပြောချင်တာအဲ့တော့အကျွေစေးတစ်စိတ်မှာကကျတို့ခေါင်းနဲ့ပန်း head and tail နှစ်ခုပဲပါတာမဟုတ်ဘူးလားအဲ့တော့ total ကကျတို့ဘယ်လောက်ဖြစ်မလဲ total က2ဟုတ်တယ် head ကကျတို့ဘယ်နှခါပါလဲတစ်ခါပဲတစ်ခါပဲเนาะအရေးအတွက်ကိုပဲစိတ်ဝင်စားတာဖြစ်တဲ့အတွက်တစ်ခါပဲ and ဆိုတော့ဗာရေးမလဲအမြောက်ဟုတ်တယ်ဒုတိယအကျွေစေးမှာလဲ total ရေအတွက်နှစ်ခုရှိတယ် head ကတစ်ခုဆိုတော့ဒါ 1/4 မဟုတ်ဘူးလားရမနော်အဲ့ဒါကြောင့်ဒီဆယ်တို့ဖြေဒီမှာ 1/4 ဖြစ်တယ်နော်
ရလားနားလည်မလားဒီပု္ပ္ပစာကကြတော့ဘာပု္ပ္ပစာလဲဆိုရင်ဒါ an event ကိုမှ independent ပေါ့ဖြစ်ရတစ်ခုနဲ့တစ်ခုဟာမမီခိုတဲ့ပု္ပ္ပစာပေါ့နော်ရလားပြီးရင် ရပါ ပြီးရင် example 2လေးကြည့်ကြမယ်ပေါ့နော် example 2ကကြတော့ two employees at a small company အားတဲ့ small company တစ်ခုမှာဝန်ထမ်း2ယောက်ကို to be randomly selected random ရွေးချယ်လိုက်မယ် for the team building exercise အတွက် random ရွေးပါမယ်တဲ့ if there are 20 senior employee အယောက်20ရှိရဲဆိုတော့ဒါပေးချက်လေးရေးထားလိုက်မယ် senior က20ပေါ့နော်30 junior employee ဆိုတော့ junior က30ပေါ့နော်အဲ့တော့ total ကဘယ်လောက်ဖြစ်မလဲ total က50เนาะသူမပြောလဲကိုကြည့်ရမယ်50ပေါ့နော်အဲ့တော့ what is the probability that both of the selected employee will be senior employee ရွေးချယ်လိုက်တဲ့2ယောက်စလုံးက senior ဖြစ်မဲ့ probability ကိုမေးတယ်အဲ့တော့ပထမရွေးချယ်လိုက်တဲ့တစ်ယောက်ကလည်း senior ဖြစ်ရမယ်ပြီးတော့ဒုတိယရွေးချယ်လိုက်တဲ့တစ်ယောက်ကလည်း senior ဖြစ်ရမယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးလားဟုတ်တယ်နော်ဆိုတော့ဒီချက်အမြောက်လေးကိုရေးထားလိုက်မယ်ဟုတ်ပြီပထမတစ်ကြိမ်ရွေးတဲ့အခါကတော့ဘာမှပြဿနာမရှိဘူး total က50ဒီမှာ senior 20ရှိတာဖြစ်တဲ့အတွက်20ဒုတိယတစ်ကြိမ်ရွေးတဲ့အခါမှာပြန်ထည့်တယ်ဆိုတဲ့စကားလုံးပါလားကလေးတို့မပါဘူးတော့ပြန်ထည့်တယ်ဆိုတဲ့စကားလုံးလည်းမပါတယ်လို့အခုဟာကကျတော့လူတွေကိုရွေးနေတာဖြစ်တယ်လေလူတွေကိုရွေးနေတာဖြစ်တဲ့အတွက်ကလေးတို့တကယ်လို့ဒါဒီလူတယောက်ကိုပြန်ထည့်ရင်အဲ့ဒီလူကနောက်ထပ်တစ်ကြိမ်လည်းပြန်ကြနိုင်ခြေရှိတယ်လေဟုတ်လားအဲ့တော့ဒီလိုမျိုးလူပု္ပ္ပစာတွေဆိုရင်လည်းဒါပြန်ထည့်တယ်ဆိုတဲ့စကားလုံးမပါရင်တောင်မှဒါပြန်ထည့်တယ်ဆိုတာမျိုးကမဖြစ်နိုင်ဘူးပေါ့နော်ပြန်ပြီးတော့သူပါဝင်တယ်ဆိုတာကမဖြစ်နိုင်ဘူးเนาะအဲ့တော့ဒီမှာဒုတိယတစ်ကြိမ်ရွေးတဲ့အခါမှာဘယ်နှယောက်ဖယ်ရှိတော့မလဲ49ယောက်တစ်ယောက်လျော့သွားပြီဖြစ်တဲ့အတွက်ဟုတ်တယ်နော်တစ်ယောက်ကိုကျတော့ရွေးပြီးတော့ဖယ်လိုက်ပြီเนาะဘေးနားမှာနော်သူကရွေးပြီးသားဖြစ်သွားပြီဖြစ်တဲ့အတွက်49ယောက်ပဲကျန်မယ်အဲ့မှာစီနီယာကလည်းကျတော့ခုနကတော့အယောက်20ဟုတ်တယ်ဒါပေမဲ့စီနီယာပဲပြန်ရွေးတာဆိုတော့စီနီယာအနေနဲ့ကလည်းတစ်ယောက်လျော့သွားပြီဖြစ်တဲ့အတွက်19ယောက်မဟုတ်ဘူးလားရမနော်အဲ့တော့မှကျတော့ကျင်းလို့ရတာကျင်းပေါ့နော်ဒီမှာ3ညနဲ့ကြည့်အဲ့တော့2 by 5 multiply 19 by 49အဲ့ဒါကိုကလေးတို့ calculator နှိပ်လိုက်ရင်0.16ဆိုပြီးတော့ထွက်လိမ့်မယ်ပေါ့နော်တကယ်လို့ရာခိုင်နှုန်းနဲ့မင်းတော့ဘာလုပ်ပေးမလဲ100နဲ့မြောက်ပေးပေါ့နော်ရလားကလေးတို့နားလည်လားအဲ့တော့ဒီပု္ပ္ပစာအကြဖြစ်မလား dependent ဖြစ်မလား dependent မှာ dependent ပေါ့ရလားဖြစ်ရတဲ့ခုနဲ့တစ်ခုကမိခိုနေတယ် dependent ဖြစ်တယ်ရမနော်အဲ့ဒါဆိုရင်ဒီဆက်နောက်တစ်ခုလေးဆက်သွားလို့ရလားဟုတ်ချင်နော်ဟုတ်ပြီဒီဆက်သွားလိုက်ပါမယ်ဟုတ်ပြီအဲ့တော့ exercise 2လေးချက်လို့လုပ်ကြည့်ကြရအောင် exercise 2မှာပဲပု္ပ္ပစာလေးဒီချက်လုပ်ပြခြင်းလဲဆိုရင်နံပါတ်4လေးအရင်လုပ်ပြမယ်နံပါတ်4ကခေါင်းစဉ်လေးတက်နော် exercise 2 20 marbles are placed in a bag marble ဂေါ်လီလုံးလေးချက်လို့အလုံး20ကို88ထဲမှာထည့်ထားရဆိုတော့ဒါ total မဟုတ်ဘူးလားနံပါတ်4ပေါ့နော် total က20ဟုတ်ပြီ10 are red အနီရောင်10လုံးဆိုတော့ပေးထားတဲ့အတိုင်းဒီချက်ရေးထားလိုက်မယ်အနီရောင်က10လုံး10 are black ဆိုတော့အနက်ရောင်က10လုံးပေါ့နော်one marble is drawn from the back marble တစ်လုံးချေတော့အဲ့ထဲကနေမှရွေးလိုက်တယ် and set aside ဒါလေးမသိမှဆိုလို့ဒီချက်ရေးပေးထားတယ် set aside ဆိုတာဘေးဖယ်ထားလိုက်တယ်ဘေးဖယ်ထားတယ်ဆိုတဲ့အဓိပ္ပာယ်တနည်းအားဖြင့်ပြန်ထည့်တာလားမထည့်တာလားမထည့်ရမထည့်ဘူးနော်မထည့်ဘူးနဲ့အတူတူပဲနော်တကယ်လို့ဒီ set aside တွေမပါရင်တော့မှဒါပြန်ထည့်တယ်ဆိုတဲ့စကားလုံးမပါဘူးဆိုရင်ကျတို့ပြန်မထည့်ဘူးလို့ပဲယူဆမယ်လို့ပြောထားတယ်ဟုတ်ရဲ့လားအဲ့တော့ तू က another marble is drawn from the back ဆိုတော့ဘယ်နှခါရွေးခဲ့တာလဲနှစ်ခါရွေးခဲ့တယ်အဲ့တော့ what is the chance that both marble will be red နှစ်ခုစလုံးရွေးချယ်လိုက်တဲ့နှစ်ခုစလုံးကအနီရောင်ဖြစ်မဲ့ probability ကိုမေးတယ်အဲ့တော့ပထမတစ်ကြိမ်မှာလည်းအနီရောင်ဖြစ်ရမယ်ပြီးတော့ဒုတိယတစ်ကြိမ်မှာလည်းအနီရောင်ဖြစ်ရမယ်အဲ့တော့ဒီပု္ပ္ပစာလေးက dependent ဖြစ်မလား independent ဖြစ်မလားdependent ပါရှင် dependent ဟုတ်တယ်ကျင့်ရတစ်ခုနဲ့တစ်ခုကဘာဖြစ်နေလဲမှီခိုနေတယ်နော်ဟုတ်လားအဲ့တော့ပထမတစ်ချိန်ဆိုတော့ဒါအမြောက်ပေါ့နော်ပထမတစ်ချိန်ရွေးတာတော့ဘာမှမခက်ဘူးကျတော့ total က20ဒီမှာအနီရောင်က10လုံးဆိုတော့10ဒုတိယတစ်ချိန်ရွေးတဲ့အခါမှာမေခွန်းထဲမှာကိုယ်တိုင်ကိုကဘေးဖယ်ထားတယ်ဆိုတဲ့စကားလုံးလေးလည်းပါနေတယ်အဲ့တော့ပြန်မထည့်ဘူးပေါ့ပြန်မထည့်ဘူးဆိုတဲ့အခါမှာဒုတိယတစ်ချိန်မှာဘယ်လောက်ပဲရှိမလဲ
တို့တရားဆိုင် ကပိုတော့အနီရောင်အနေနဲ့ကလေကျတို့ပထမတစ်ချိန်ရွေးပြီးသွားပြီဆိုတော့တစ်လုံးရော့နေပြီဖြစ်တဲ့အတွက်ဘယ်လောက်ကျန်မလဲ 9 9ဟုတ်တယ်အဲ့တော့မှဒီမှာ3ညနဲ့3ညနဲ့ချိန်9ပိုင်း19နဲ့လီ38ပေါ့ရလား ဟုတ်ချေရပါ ဟုတ်ပါရဲ့ ဟုတ်ပြီပြီးရင်ဒီဆရာတို့နောက်တစ်ပုဒ်လေးဆက်သွားပါမယ်နော် ကဲပါချင် အဲ့ဒါဆိုရင်ဒီချက်နောက်တစ်ခုလေးဆက်သွားလို့ရမလား ရပါမယ်ခင် နံပါတ်5လေးပါကြကြနံပါတ်5ကဒီမှာ Ellison ကတဲ့ toss a coin အကျွေးစေးတစ်စိတ်ကို4 times ဆိုတော့ဘယ်နှခါသူပြစ်လဲ လေးကျ ၄ချိန်ပြစ်တယ်အကျွေးစေးလို့ပြောလိုက်တာနဲ့ဒါတို့သမီးတို့ကခေါင်းထဲမှာအကျွေးစေးဆိုတာဒါ independent ပြီးရင်အကျွေးစေးမှာခေါင်းနဲ့ပန်ပါတယ်အဲ့ဒါသိနေရမယ်အန်စာတုံးလို့ပြောလိုက်တာနဲ့အန်စာတုံးတစ်လုံးမှာကျတော့1 2 3 4 5 6ပါတယ်ဒါသိနေရမယ်ပေါ့နော်အဲ့တော့ what is the chance that the coin will be had all 4 times အဲ့ဒီပြစ်လိုက်တဲ့၄ချိန်စလုံးမှာ had ကြမဲ့ probability ကိုသူကမေးတာအဲ့တော့ပြစ်လိုက်တဲ့၄ချိန်စလုံး had ဖြစ်ရမယ်ဆိုတော့ပထမတစ်ချိန်ကလည်း had and ပြီးတော့ဒုတိယတစ်ချိန်လဲကျတော့ဘာဖြစ်ရမလဲ had ဖြစ်ရမယ် and ပြီးတော့တတိယတစ်ချိန်လဲ had ဖြစ်ရမယ် and ပြီးတော့နောက်ဆုံးတစ်ချိန်လဲ had ဖြစ်ရမယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးလားဟုတ်တယ်နော် and ဆိုတော့ဒီစမြောက်လေးရေးထားလိုက်မယ်ပေါ့နော်ဒီမှာ and အမြောက်ဒီမှာ and အမြောက်ဒီမှာ and ဆိုတော့အမြောက်ဟုတ်ပြီအဲ့တော့ပထမတစ်ချိန် had အတွက်စဉ်းစားရအောင်ပထမတစ်ချိန် had မှာအကျွေးစေးတစ်စေးဆိုတာကျတော့မျက်နှာပြင်စုစုပါဘယ်နှဖက်ပါ နှစ်ခု နှစ်ခုပါတယ် had ကဘယ်နှခုပါလဲ တစ်ခု ဟုတ်ပါတယ်အဲ့တော့ 1/2 မဟုတ်ဘူးလားဟုတ်တယ်နော်အဲ့တော့ကျန်တဲ့အကျွေးဒီကျန်တဲ့အကျွေးစေးတွေကိုချက်လို့ဒီပြစ်တဲ့အခါမှာလဲဒါ 1/2 တွေပဲမဟုတ်ဘူးလားဟုတ်တယ်နော် had အကျွေးစေးပြစ်တဲ့အတွက်တိုတရား2ရှိနေမှာပဲ had ကတစ်ချိန်ပါနေမှာပဲအဲ့တော့ 1/2 အဲ့တော့ပိုင်းဝေတွေကိုချက်လို့မြောက်လိုက်တော့1ပိုင်းခြေတွေကိုမြောက်လိုက်တော့2နဲ့4နဲ့8 8နဲ့16အဲ့တော့ဖြေရ1/16ပေါ့ 1/16ဟုတ်ပြီပြီးရင်ဒီချက်တို့နောက်တစ်ပုဒ်လေးဆက်သွားမယ်နော်ရလားဒါတို့သမီးတို့ပြီးပြီလား ပြီးပါ ပြီးပြီနော်ဟုတ်ပြီအဲ့တော့နံပါတ်7နဲ့8လေးတစ်ချက်ဆက်သွားခြင်းနဲ့နံပါတ်7ကိုကြည့်အောင်နံပါတ်7အချက်တို့ဒီကတ်လေးတွေကြည့်မှာ Daniel ကတဲ့ uses the 10 cat ကတ်10ကတ်ကိုသုံးပြီးတော့ပြီးလို့ in a magic trick တခုမှာအောက်မှာပေးထားတဲ့ကတ်10ကတ်ကိုသူသုံးခဲ့ပါတယ်တဲ့အဲဒီမှာကတ်ကလေးတွေပေါ့နော် square ပုံ circle ပုံရှိတဲ့ကတ်ကလေးတွေ10ကတ်ကိုသူသုံးတယ်ပေါ့အဲ့တော့ total အချက်တို့10ဆိုတဲ့အဓိပ္ပာယ်ပေါ့အဲ့တော့ Daniel ကတဲ့ shuffle တဲ့ကတ်လေးတို့ shuffle လုပ်တယ်ဆိုတာကလေးတို့သိလားကတ်တွေကိုလေကျတို့မှွေလိုက်တာလေရမနော် shuffle လုပ်တယ်တဲ့ and ပြီးတော့ ask an audience member တယောက်ကို to choose ရွေးပြီးတော့ and hold ကင်ထားဖို့ကတ်ဘယ်နှကတ်ကိုလဲဆိုတော့2ကတ်နှစ်ကတ်ကိုရွေးပြီးတော့ကင်ထားဖို့ရပြောလိုက်တယ်အဲ့တော့အဓိကပြောချင်တာကတော့ကတ်ဘယ်နှကတ်ရွေးလိုက်လဲနှစ်ကတ်ရွေးလိုက်တယ်လို့ပြောချင်တာ if the cards are chosen randomly ကတ်တွေကိုဒီချက်ကို random ရွေးမယ်ဆိုရင်တဲ့ what is the chance that both will be marked with a square ရွေးချယ်လိုက်တဲ့နှစ်ကတ်စလုံးက square ဖြစ်မဲ့ probability ကိုမေးတယ်အဲ့တော့ပထမတစ်ချိန်ရွေးတဲ့အခါမှာလဲ square ဖြစ်ရမယ်and ပြီးတော့ဒုတိယတစ်ချိန်ရွေးတဲ့အခါမှာလဲ square ဖြစ်ရမယ်အဲ့တော့ပထမတစ်ချိန်ရွေးတာကတော့ချက်တို့ဘာမှမခက်ဘူးတိုတရားထန် square ဘယ်နှခါပါလဲကလေးတို့ဒီထဲမှာကြည့်ကြည့်ပါ6ခါပါဗျာ ဟုတ်တယ်6ခါဆိုတော့10 and ဆိုတော့ဗာလဲ
and ဆိုတော့ အမြ အမြောက်ဟုတ်ပြီဒုတိယတစ်ကြိမ်ရွေးတဲ့အခါမှာကလေးတို့ပြန်ထည့်တယ်ဆိုတဲ့စကားလုံးပါလား မပါပါဘူးဒီ မပါဘူးเนาะမပါဘူးဖြစ်တဲ့အတွက်ဒီကျတို့ဒီဒုတိယတစ်ကြိမ်ရွေးတဲ့အခါမှာဘယ်နှကပ်ပဲရှိတော့မလဲ ကိုက ဟုတ်ကဲ့ဟုတ်ပြီ square ကလည်းကျတို့ဘယ်နှကပ်ပဲရှိတော့မလဲ ငါကပဲရှိ ငါးကပ်ဟုတ်တယ်အဲ့ဒါမှကျင်းလို့ရတာလေးကျင်းလိုက်ပေါ့နော်အဲ့တော့9တက်လီ9 9နဲ့လီ30ပြီးရင်ဒီမှာ3နဲ့လီ6 3 3လီ9ဒီမှာ2နဲ့2နဲ့ထည့်ကြည့်ဆို1/3 1/3ဆိုတာ1 out of 3မဟုတ်ဘူးလားဟုတ်တယ်နော်အဲ့တော့အဖြေက C ဖြစ်မယ်ပေါ့ C ဖြစ်မယ်เนาะအဲ့လိုလေးစဉ်းစားမယ်เนาะမိကွန်းထဲမှာပြန်ထည့်တယ်ဆိုတဲ့စကားလုံးမပါဘူးဆိုရင်ဒါပြန်မထည့်ဘူးလို့စဉ်းစားတာအဲ့ဒါကဒါဒီဘယ် event မို့လို့ဒီလိုစဉ်းစားရလဲဆိုတော့ an event မို့လို့ဒါပြန်ထည့်တယ်မထည့်ဘူးစဉ်းစားတာပေါ့เนาะတခြား event တွေမှာ or event မှာကျတော့ဒီလိုမျိုးစဉ်းစားစရာမလိုဘူးပေါ့เนาะပြီးရင်နောက်တစ်ပုဒ်လေးသွားပါမယ်เนาะရလားတာတို့သမီးတို့ပြီးပြီလား ဟုတ်ရပါချာ ဒီချက်ဆက်သွားမယ်เนาะနံပါတ်8လေးကြည့်ရအောင်ပေါ့နံပါတ်8က there are 15 color chip in the bag အဲ့တဲ့အိတ်ထဲမှာတဲ့15 color chip ဆိုတာကအရောင်တွေပါတဲ့ chip 15ခုရှိမယ်ပေါ့နော်အဲ့တော့ဒါဒီ total ကိုပေးတာပဲဆိုတော့ရေးထားလိုက်မယ် total က15အဲ့ဒီမှာတဲ့8 green အစိမ်းရောင်က8ခုဖြစ်တဲ့အတွက် green is equal to 8ပေါ့နော်and 7 are white ဆိုတော့အဖြူရောင်က9ခုဒါသူပေးထားတဲ့အတိုင်းဒီဆယ်တို့ကရေးလိုက်တာပဲအဲ့ဒီမှာမေးခွန်းလေးကဆက်ပြီးတော့ပြောတယ် 5 white chip are removed အဖြူရောင်5ချက်ကိုဘာလုပ်လိုက်လဲ ဖယ် ဖယ်လိုက်တယ် remove ဆိုတော့ဘာလုပ်လိုက်လဲဖယ်လိုက်တယ်ဖယ်လိုက်တယ်ဆိုတော့အခုတစ်ခါမှာအဖြူရောင်ဒီဆက်စချင်းတော့9ခုရှိနေရနေ5ခုကိုပယ်လိုက်တယ်ဆိုတော့2ခုပဲရှိတော့မှာမဟုတ်ဘူးလားဟုတ်တယ်နော်အဲ့တော့မေးခွန်းလေးကိုဆက်ဖတ်သူကမေးခွန်းကိုပဲဓာတ်ရိုက်ထပ်ပြီးတော့မေးပြီ What is the probability that the next chip selected will be green ရွေးချယ်လိုက်တဲ့ကတ်ကအစိမ်းဖြစ်မဲ့ probability ကိုမေးတယ်အဲ့တော့ဒီမှာအဖြူရောင်ဖယ်တယ်လို့ပဲပြောပြီးတော့ဒီအစိမ်းရောင်သူကဘာမှမပြောဘူးဆိုတော့အဓိပ္ပာယ်ကအစိမ်းရောင်ကတော့8ကတ်အတိုင်းပဲထားတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒီမှာ total ကကြတော့ကလေးတို့ဘယ်နှကတ်ပဲရှိတော့မလဲ10က 10ကပ်ပါချင် 10ကတ်နော်ဒီမှာတွေ့လားကလေးတို့ရလားအဲ့တော့မေခွန်းလေးချယ်တို့တေချာဖတ်ဖို့အရေးကြီးတယ်ဆိုတာအဲ့လိုဟာမျိုးလေးတကယ်လို့ဒီချက်လေးသာလွတ်သွားရင်ချယ်တို့တိုတယ်ကပြောင်းလဲသွားတယ်အဖြူရောင်ကက်ကလည်းပြောင်းလဲသွားတယ်ဆိုတာချယ်တို့မသိတော့ဘူးဖြစ်သွားမယ်ပေါ့နော်အဲ့တော့ဒီမှာတိုတယ်က10ကက်ပဲရှိမယ်အဲ့တော့သူမေးတဲ့မေခွန်းလေးကတော့အစိမ်းရောင်ဖြစ်မဲ့ probability ကိုမေးတာအဲ့တော့ probability of green ပေါ့နော်အဲ့တော့ total နေရာမှာဒီဆယ်တို့10အစိမ်းရောင်ဆယ်တို့ဒီမှာ8မဟုတ်ဘူးလားဟုတ်တယ်နော်အဲ့တော့2 4လီ8 2 5လီ30အဲ့ဒါဥမာအဖြေကိုကြည့်လိုက်တော့ तू ကရာခိုင်နှုန်းနဲ့ပြောတော့100နဲ့မြောက်လိုက်ပေါ့နော်အဲ့တော့9တက်လီ9 9နဲ့လီ30 9 3လီ3ညဆိုတော့80%ဟုတ်ပါအဲ့ဖြေက B ဖြစ်မယ်ပေါ့အဲ့လိုလေးစဉ်းစားမယ်နော်ဒါတို့သမီးတို့တကယ်လို့ဒီနံပါတ်8လေးပြီးပြီဆိုရင်ဒီချက်ကိုဒီ1 2 3 6ဒီလေးပုတ်လေးတွက်ပေးပါနော်ဒီချက်တို့တွက်မှသွားတယ်1 2 3 6လေးတွက်ပေးပါindependent လား dependent လားစဉ်းစားပေါ့နော်dependent ဆိုရင်တော့ကျတို့ဒီပြန်ထည့်လားမထည့်ဘူးလားအဲ့ဒါလေးကိုသေချာဖတ်ပေါ့နော် independent ဆိုရင်တော့ဒါဘာမှမလုပ်နေကြမလို့မြောက်မြောက်သွားရုံပဲနော်
ကဲဒါတို့သမီးတို့ပြီးပြီလား1 2 3 4လေ ပြီးပါပြီ teacher ပေးပါပြီရှင် အဖြေတိုက်ရင်းနဲ့မရတာလေးရှိရင်ဒီချက်ပြန်ရှင်းပြမယ်ပေါ့နော်အဲ့တော့နံပါတ်1ကဒါကဟွာနံပါတ်4မဟုတ်နံပါတ်5နဲ့တူရယ်နော်ဟုတ်လားအန်စာလုံးနှစ်တုံးကိုသူလှိမ့်နေနှစ်ကြိမ်စလုံးချေလို့4ချမဲ့ probability ကိုမေးတယ်နံပါတ်5ကကြတော့အကျွေစိတ်ဒီမှာကြတော့အန်စာတုံးဖြစ်သွားတယ်ဒါပဲကွာတာနော်အဲ့တော့ probability of 4နှစ်ကြိမ်လှိမ့်နေဆိုတော့ပထမတစ်ကြိမ်လဲ4ဖြစ်ရမယ်ပြီးတော့ဒုတိယတစ်ကြိမ်လဲ4ဖြစ်ရမယ်အန်စာတုံးတစ်တုံးမှာချေလို့1 2 3 4 5 6ဆိုပြီးတော့မပါဘူးလားဟုတ်တယ်နော် ပါပါတယ်ရှင် အဲ့တော့ total ကချေလို့ဘယ်လောက်ဖြစ်မလဲ total က sick 6ဟုတ်တယ်နော်4ကချေလို့ဘယ်နှခါပါလဲ တစ်ခါပဲပါ နှစ်ခါဆိုတော့အမြောက်မဟုတ်ဘူးလားဟုတ်တယ်နော်ဒီ event ချေလို့ independent လား dependent လား independent နော်ဟုတ်လား အောင်းတက်မှာချင်း အန်စာတုံးလှိမ့်နေဆိုတာကချေလို့ဖြစ်ရတစ်ခုနဲ့တစ်ခုကမိကိုချင်းမရှိဘူး independent ဖြစ်တယ်နော်အဲ့တော့ဒုတိယတစ်ခါလဲ1/6ဆိုတော့ဒီချေလို့ဖြစ်သည်1/36ဖြစ်ရမယ်နော်မှန်ရင်အမှန်လေးချက်ထားပေးပါနော်မှန်ကြလား မှန်ပါတယ်ရှင် နော်လွယ်ပါတယ်ဟုတ်တယ်နံပါတ်2လေးကြည့်အောင်နံပါတ်2ကကျတော့ကတ်10ကတ်ရှိမယ်1ကနေ10တိမှတ်ထားတဲ့ကတ်10ကတ်ရှိမယ်တိုနီယာတဲ့ draw ဆောက်တဲ့ကတ်တစ်ကတ်ကိုကျတော့ရွေးလိုက်မယ် replace it ဆိုတော့အဲ့ဒါဘာလုပ်တာ စာတူ ပြန်ထည့်ပါလေ ပြန်ထည့်တယ်ဆိုတော့ဒုတိယတစ်ကြိမ်ရွေးတဲ့အခါမှာကျတော့ရော့သွားခြင်းရှိမလား ကြည့်ပါ မရှိပါ မရှိဘူးเนาะ and then draws another cat ဆိုတော့နောက်ထပ်ကတ်တစ်ကတ်ကိုကျတော့ပြန်ပြီးတော့ဆွဲလိုက်မယ်ဆိုတော့သူဒီကတ်ဘယ်နှကတ်ဆွဲခဲ့လဲကတ် နှစ်ကတ် နှစ်ကတ်ဆွဲတယ်ဟုတ်တယ်အဲ့တော့ what is the probability that both ကတ်အဲ့ဒီဆွဲလိုက်တဲ့ကတ်နှစ်ကတ်စလုံးက will be numbers greater than 5 5ထက်ကြီးတဲ့ probability ကိုသူကမေးတယ်အဲ့တော့1ကနေ10တိရှိရဲဆိုတော့မြင်သာအောင်ဒီချက်ဒီလိုလေးရေးလိုက်မယ်1 2 3 4 5 6 9 8 9 10ရှိမယ်ပေါ့အဲ့တော့သူမေးတာက probability of greater than 5ဆိုတာပထမတစ်ကြိမ်ရွေးတဲ့အခါမှာလဲ5ထက်ကြီးရမယ်ပြီးတော့ဒုတိယတစ်ကြိမ်ရွေးတဲ့အခါမှာလဲ5ထက်ကြီးရမယ်အဲ့တော့ပထမတစ်ကြိမ်ရွေးတဲ့အခါမှာ total ကတော့10ဆိုတော့ဒါအမြောက်ပေါ့နော်အဲ့တော့5ထက်ကြီးတဲ့ဟာကကျတော့ဒီမှာ6 9 8 9 10မဟုတ်ဘူးလားဟုတ်တယ်နော်အဲ့တော့အရေအတွက်အနေနဲ့ကျတော့ဘယ်နှခုရှိလဲ 5ခုပါ 5ခုရှိတယ် probability ကအရေအတွက်ကိုပဲစိတ်ဝင်စားတယ်လို့ပြောထားရယ်နော်ဟုတ်လားအဲ့တော့5ခုရှိတယ်ပြီးတော့နောက်ထပ်probability of greater than 5ပြန်ထည့်တယ်ဆိုတော့ဒုတိယတစ်ကြိမ်ရွေးတဲ့အခါမှာညော့သွားခြင်းရှိလား မရှိပါဘူး မရှိဘူးနော်မရှိဘူးဖြစ်တဲ့အတွက်ကျတော့ total ဘယ်လောက်ပဲလဲ 10ပဲ 10တကယ်လို့ဒီနေရာမှာ replace ဆိုတာမပါရင်တော့ကျတော့ဘယ်လောက်ပဲဖြစ်ရမှာ9ဟုတ်တယ်9ပဲဖြစ်ရမယ်ဟုတ်ပြီဒီတစ်ခါလဲကျတော့ greater than 5က5ခုက5ခုပဲမဟုတ်ဘူးလားဟုတ်တယ်နော်အဲ့တော့5တက်လီ5 5နဲ့လီတက်10 5တက်လီ5 5နဲ့လီတက်10ဆိုတော့1/4ပေါ့ရလားမှန်ကြလား โอเคရပါတယ် မှန်ပါပါလေ မှန်တယ်နော်ဟုတ်ပြီတော်တယ်နော်အဲ့ဒါဆိုရင်နံပါတ်3လေးဆက်သွားလိုက်မယ်နော်ဒီနံပါတ်3မှာကြတော့တဲ့ spinner တစ်ခုရှိမယ်အဲ့ဒီ spinner မှာတဲ့ has 4 equal section အညီမျှခွဲထားတဲ့ section 4ခုရှိပါမယ်အဲ့တော့ဒါ total ကဘယ်လောက်လဲ 4 4ဟုတ်တယ် ပေါ်ပါရှ ပြီး င် တော့ 2 section က red ဆိုတာအနီရောင်က နှစ် နှစ် ခု ခု နှစ်ခု one is green ဆိုတော့အစိမ်းရောင်ကတစ်ခု တစ်ခု one is blue ဆိုတော့ကျတော့အပြာရောင်က တစ်ခု တစ်ခုအဲ့တော့ if the spinner is spun 3 times spinner ကိုကျတော့ဘယ်နှကြိမ်လှည့်မှာလဲ 3ချိန်ပါရှင် 3ကြိမ်လှည့်မယ်ဒီ spinner ကကြတော့ဒီကျတော့ခုနကတော့ပြောတယ်လေဒီစာမေးတဲ့အခါမှာသုံးတဲ့ spinner တို့ဒါမှမဟုတ်မဲနိုင်တဲ့အခါမှာသုံးတဲ့ spinner လိုမျိုးဒီကိုယ်လှည့်ကြပြီးရင်ကျတော့ရော့သွားခြင်းရှိလား မရှိပါဘူးရှင် အဲ့တော့ဒီ spinner ကကြပါလဲ independent လား dependent လား independent independent ဟုတ်တယ်အဲ့တော့သူမေးတာက what is the probability that all three spin will be red အဲ့ဒီလှည့်လိုက်တဲ့3ချိန်စလုံးအနီရောင်ဖြစ်ရမယ်ဆိုတော့ပထမတစ်ချိန်လှည့်ရင်လည်းအနီရောင်ဖြစ်ရမယ်ပြီးတော့ဒုတိယတစ်ချိန်လှည့်ရင်လည်းအနီရောင်ဖြစ်ရမယ်ပြီးတော့တတိယတစ်ချိန်လှည့်ရင်လည်းကျတော့အနီရောင်ဖြစ်ရမှာမဟုတ်ဘူးလားဟုတ်တယ်နော် ဟုတ်ပါတယ် ဆိုတော့ဒီချက်ဒီမှာအမြောက်မြောက်လေးရေးထားလိုက်မယ်အဲ့တော့ပထမတစ်ချိန်လှည့်တဲ့အခါမှာ total 4ဒီမှာအနီရောင်ချက်လို့2မဟုတ်ဘူးလားဟုတ်တယ်နော် independent ဖြစ်တဲ့အတွက်ဆယ်တို့ကရောတာတွေပါလေစဉ်းစားစရာမလိုအဲ့တော့2/4 2/4တွေပဲမဟုတ်ဘူးလား
ဟုတ်တယ်နော် ဟုတ်ပါတယ်ရှင် ကျင်းလိုက်တော့နှစ်တလီနဲ့နှစ်နယ်လီလေးနှစ်တလီနဲ့နှစ်နယ်လီလေးဆိုတော့1/8ပေါ့ အေး နော်1/8ဖြစ်ရမယ်နော် ဟုတ်ကဲ့ပါရှင် ဟုတ်ပြီအဲ့ဒါဆိုရင်ဒီဆက်နံပါတ်6လေးဆက်သွားလို့ရမလား ဟုတ်ကဲ့ နောက်နံပါတ်6လေးဒီဆက်ဆက်သွားပါမယ်နံပါတ်6က if you roll two standard dice အန်စာရုံးလို့ပြောလိုက်တာ ਨੇ အန်စာရုံးမှာ total က6ခုရှိမယ်1 2 3 4 5 6ပါမယ်ဆိုတာကိုသူမပြောလဲกว่าကိုသိရမယ်အဲ့တော့အန်စာရုံးနှစ်တုံးကိုချဲလို့လှိမ့်လိုက်မယ်ဆိုရင် what is the probability that both will be an odd number ပြစ်လိုက်တဲ့နှစ်ကြိမ်စလုံး odd number ဆိုတာဘာကိန်းလဲသိလား မာဂိ ဘာကိန်းနေရပဲဟာတွေတော့ 1 3 5 1 3 5ဟုတ်တယ်အဲ့တော့ odd number တွေကဘယ်သူတွေလဲဆိုရင်1 3 5ပေါ့နော်အဲ့တော့သူမေးတာက probability ရောပထမတစ်ကြိမ်မှာလဲ odd number ဖြစ်ရမယ်ပြီးတော့ဒုတိယတစ်ကြိမ်မှာလဲ odd number ဖြစ်ရမယ်အဲ့တော့ပထမတစ်ကြိမ် odd number က total က6 odd number ဒီအရေအတွက်ဘယ်လောက်ပါလဲ 3ခု 3ခုအဲ့တော့ n ဆိုတော့အမြောက်မဟုတ်ဘူးလားဟုတ်တယ်နော် ဟုတ် အဲ့ ပါ တော့ တယ် နောက်ထပ်တစ်ကြိမ်မှာလဲကျတို့ independent လား dependent လားဒီဟာဒီ independent independent အဲ့တော့ independent မှာ ဒီမှာ3ပေါ့နော်အဲ့တော့3တက်လီ3 3တက်လီ6 3တက်လီ3 3တက်လီ6ဆိုတော့ 1/4 ဖြစ်ရပါမယ်နော်ရလားမှန်ကြလား မှန်ပါတယ်ရှင် မှန်တယ်နော်အဲ့ဒါဆိုရင်တို့သမီးတို့ကဒါ uneven ကိုရပြီပေါ့ဒါ uneven မဲပေါ့နော်ဟုတ်ပြီ uneven မှာကျတို့ကဒါ dependent နဲ့ independent ပြောခဲ့ကြတယ် uneven မှာသတိထားမှာကအဲ့ဒီ dependent လေးတစ်ခုပဲအဲ့ဒီ dependent ကလည်းအခုတကယ်တမ်းပြောကြည့်လိုက်တဲ့အခါမှာဘာမှမဟုတ်ဘူးဟုတ်ရဲ့လားပြန်ထည့်တယ်ဆိုရယ်စကားလုံးမပါဘူးဆိုရင်ပြန်မထည့်ဘူးလို့ယူဆပြီးတော့ဒုတိယတစ်ချိန်ရွေးတဲ့အခါမှာကျတို့တစ်ခု short ပေးရုံပဲလေဟုတ်လားဒီအခုဒီဆယ်တို့တွက်ခဲ့တဲ့ပုံစံတွေကတော့ဒါနှစ်ကြိမ်စီပဲသူကရွေးတဲ့အခြေအနေမျိုးပေါ့နော်တကယ်လို့3ကြိမ်ထိရွေးတယ်ဆိုရင်လည်းတစ်ခုရော့သွားရုံပဲမဟုတ်ဘူးလားရမနော်အဲ့ဒါလေးတစ်ချက်ကိုပြောလိုက်ရင်ဒါအဆင်ပြေပြီဒါတို့သမီးတို့နားလည်မလား ဟုတ်ချင် နားလည်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒါဒီဆယ်တို့ရဲ့ uneven ကပြီးပြီဆိုတော့နောက်ထပ် odd even လေးသွားမယ်ပေါ့နော် odd ဆိုတဲ့အဓိပ္ပာယ်ကဘာလဲလဲမြန်မာလိုဆိုရင် သို့မဟုတ် သို့မဟုတ်ဟုတ်တယ်သို့မဟုတ်ဆိုတဲ့အဓိပ္ပာယ်ကဒါတစ်ခုမဟုတ်ရင်တစ်ခုဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးလားဟုတ်တယ်နော်ဥပမာဆိုပါစို့ဒီဆရာကလေးတို့ကိုဒါ ရွေးချက်ခွင့်လေးပေးမယ်ပေါ့နော်ခဲတံသို့မဟုတ်ပေတံပေါ့နော်ကလေးတို့ကြိုက်တဲ့တစ်ခုခုကိုယူပါလို့ပြောရင်ဒီဆရာဝယ်လာတယ်ပေါ့နော်ခဲတံလေးပေတံလေးဝယ်လာပြီးတော့ဟုတ်ပြီចောင်းသားတစ်ယောက်ကိုခဲတံဓမ္မမွင့်ပေတံကြိုက်တဲ့တစ်ခုခုရွေးလို့ရတယ်ဆိုရင်ကလေးတို့ကနှစ်ခုလုံးယူလို့ရလား မရပါဘူး မရဘူးနော်ဟုတ်လားကိုကြိုက်တဲ့တစ်ခုကိုပဲရွေးချယ်ခွင့်ရှိတယ်အဲ့ဒါဒီ or ပဲသို့မဟုတ်ဆိုတဲ့အဓိပ္ပာယ်ပြီးတော့နောက်ထပ်တစ်ခုဥမာဆိုပါစို့အမေကဒါတို့သမီးတို့ကိုဈေးထဲကနေမှဈေးဝယ်ခိုင်းလိုက်မယ်ပေါ့နော်ပန်းသီးသို့မဟုတ်လိမ္မော်သီးဝယ်ခဲ့ပါလို့ပြောရင်အသီးတစ်မျိုးမျိုးပိုင်ရပြီမဟုတ်ဘူးလားဟုတ်တယ်နော်သမီးရေဈေးထဲကနေပန်းသီးဒါမှမဟုတ်လိမ္မော်သီးကြိုက်တဲ့အသီးတစ်မျိုးမျိုးဝယ်ခဲ့ပါဆိုရင်ပန်းသီးဝယ်လဲရတယ်လိမ္မော်သီးဝယ်လဲရတယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးလားဟုတ်တယ်နော်အဓိကကကျတော့အသီးတစ်မျိုးမျိုးပိုင်ရင်ရပြီ uneven ကြတော့အဲ့လိုမဟုတ်ဘူးနော် uneven ကြတော့ပန်းသီးနဲ့လိမ္မော်သီးဝယ်ခဲ့လို့ပြောလိုက်ရင်ကလေးတို့ကတစ်မျိုးပဲဝယ်ခဲ့ရင်ဘာလုပ်ခံရမှာရိုက်ခံရမှာဟုတ်လားနှင့်လို့ပါတယ်နော်နှင့်လို့ပါတယ်ဟုတ်လားပန်းသီးနှင့်လိမ္မော်သီးဝယ်ခဲ့ပါလို့ပြောရင်ပန်းသီးလဲဝယ်ရမယ်လိမ္မော်သီးလဲဝယ်ရမယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးလားအဲ့ဒါဥမာကိုကတစ်မျိုးတည်းဝယ်ခဲ့တယ်ဆိုရင်စုခံရမှာပေါ့ဟုတ်တယ်နော်ဟုတ်တယ်နော်အဲ့ဒါဥမာဒီ probability ကိုပေါ့နော်ဒီချက်လက်တွေ့နဲ့နည်းနည်းချိတ်ဆက်ပြမယ်ဟုတ်ပြီအဲ့လိုမျိုးအမေကဖြစ်ဖြစ်ကိုယ့်ရဲ့အတော်ကဖြစ်ဖြစ်ကိုယ့်ရဲ့အကိုကဖြစ်ဖြစ်အဲ့လိုမျိုးဝယ်ခိုင်းလိုက်တဲ့အခါမှာဆိုပါစို့ဈေးထဲကနေကြက်သားနဲ့ဝက်သားဝယ်ခဲ့လို့ပြောရဆိုရင်ငါ့ကို uneven ခိုင်းနေပြီဟုတ်လား uneven ခိုင်းနေပြီဆိုပြီးတော့ကိုကအဲ့လိုလေးစဉ်းစားလို့ရတယ်ဟုတ်ပြီပန်းသီးသို့မဟုတ်လိမ္မော်သီးဝယ်ခဲ့လို့ပြောရင်ဒါက all even ပဲပေါ့အဲ့လိုမျိုးစာအုပ်မမေ့ခြင်းအဲ့လိုမျိုးလေးလဲချိတ်ဆက်လို့ရတယ်ရလားဒီချက်ပြောရနော်နော်အဲ့တော့ပြောလိုက်ရင်ဒါငါ uneven သို့မဟုတ်လို့ပြောရင်ဒါမှမဟုတ်သို့မဟုတ်ကိုချက်တို့ဒါကတော့စာလို့ပြောတာပေါ့နော်စကားနဲ့ပြောရင်တော့ဒါမှမဟုတ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးလား
ဟုတ်တယ်နော်အဲ့လိုအခြေအနေမျိုးဆိုရင်တော့ခြေတို့ကဘာလုပ်မှာဒါမှမဟုတ်ဆိုရင်တော့ or even or even or even ဟုတ်တယ်ဈေးဝယ်ခိုင်းတဲ့အခြေအနေမျိုးမှာဒါမှမဟုတ်လို့ပြောရင်ဒါငါ့ကို or even ပြောတာပဲအဲ့လိုမျိုးလေးခြေတို့လက်တွေ့နဲ့ချိတ်ဆက်လို့ရပါတယ်နော်ရမလားဟုတ်ပြီအဲ့ဒါဆိုရင်ခြေတို့ဒီ or even လေးကိုပြောရအောင်ပေါ့နော် or even ကတော့ခုနကဒီခြေတို့ပြောတဲ့အတိုင်းပဲဒီခြေပြောတဲ့အတိုင်းပဲသို့မဟုတ်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်အဲ့ဒီသို့မဟုတ်အတွက်ကိုဒီခြေ formula လေးရေးပေးထားပါတယ်ပေါ့နော် or ဒီခြေတို့သိတဲ့အတိုင်းအပေါင်းမဟုတ်ဘူးလားအပေါင်းဆိုမှတော့ဘာတွေကိုပေါင်းရမှာလဲဆိုတော့ပထမဖြစ်ရက်နဲ့ဒုတိယဖြစ်ရက်ကိုဒီဆယ်တို့ကပေါင်းပေးရမယ် probability of first event နဲ့ probability of second event ကိုပေါင်းပေးရမယ်ဒါပဲပြီးပြီသို့ပေမဲ့ဒီဟာလေးကိုဒီဆယ်ထည့်ပေးထားတယ်အဲ့ဒါကကျတော့ပု္ပ္ပာတိုင်းမှာသူ့ကိုနှုတ်เสียမလိုဘူးဘလို့ပု္ပ္ပာမျိုးမှာနှုတ်ရမှာလဲဆိုတော့ probability of both event ဆိုတာလေးပါတယ်ဖြစ်ရနှစ်ခုစလုံးမှာဘုံအနေနဲ့ပါဝင်နေတဲ့အခြေအနေမျိုးမှာနှုတ်ပေးရမယ်အဲ့ဒါလေးကိုလည်းဒီချက်ဒီမှာ example လေးထည့်ထားပေးတယ်ကလေးတို့နော်ဒီလိုမျိုးကျတော့ဒီရှေ့ကဖြစ်ရရဲ့နောက်ကဖြစ်ရဒီ first event နဲ့ second event မှာဘုံအနေနဲ့ပါဝင်နေတာမျိုးရှိတယ်ဆိုရင်ဒီချက်တို့ကပြန်နှုတ်ပေးရမယ်အဲ့လိုမျိုးပါဝင်နေတာမျိုးမရှိရင်တော့ or event ဒီချက်တို့ပထမဖြစ်ရနဲ့ဒုတိယဖြစ်ရကိုပေါင်းလိုက်ပြီးပြီဒါပဲဒီနန်းလေးတင်ပြီးသွားပြီအဲ့လိုမှမဟုတ်ဘဲနဲ့ချက်တို့ဖြစ်ရနှစ်ခုစလုံးမှာဘုံအနေနဲ့ပါဝင်နေတာမျိုးရှိရင်တော့ပြန်နှုတ်ပေးရမယ်ပေါ့နော်အဲ့ဒါလေးကိုမြင်သာအောင်လို့ဒီဆရာဒီမှာ example လေးနဲ့ပြထားပေးတယ်အဲ့ဒီ example လေးကိုကြည့်ကြမယ်အဲ့တော့ or event ရဲ့ထုံးစံအတိုင်းချက်တို့ဖြစ်ရနှစ်ခုကိုဘာလုပ်ပေးရမှာလဲပေါင်းပေးရမယ် ပေါင်းပေးရမယ်ရမယ်နော်အဲ့တော့ example လေးကြည့်ရအောင် if a fair six-sided die is ruled တဲ့ answer တုံးတစ်တုံးကိုချက်တို့လှိမ့်မယ်ဒီမှာ fair လို့ရေးထားရခြင်းအဓိပ္ပာယ်ကလေဒီ तू อ่ะပေါ့နော်ဒီချက်တို့ကိုမေးခွန်းနေပေးတဲ့အခါမှာအတိအကျပေးတယ် fair လို့ပြောရခြင်းအကြောင်းရင်းက answer တုံးရဲ့ချက်တို့မျက်နှာပြင်1 2 3 4 5 6အကုန်လုံးကိုကြားနိုင်ခြင်းကပါစံအတူတူပဲလို့ပြောချင်တာဥပမာဆိုပါဆို answer တုံးလေးတစ်တုံးကဒီချက်တို့တနေရာမှာပဲ့နေတာလေးဖြစ်ဖြစ်အဖုထစ်လေးဖြစ်နေတာပဲဖြစ်နေတယ်ဆိုရင်အဲ့ဒီနေရာကိုချက်တို့ကြားနိုင်ခြင်းကရော့သွားတာမျိုးဒါမှမဟုတ်ကြားနိုင်ခြင်းပိုရှိသွားတာမျိုးလေအဲ့လိုဖြစ်နိုင်တယ်လေကလေးတို့ငယ်ငယ်တော့ဒိုးဆက်စော့ဘူးလားဒိုးဆက်တော့ပါ တော့ဝင်နော်ဒိုးဆက်စော့တဲ့အခါမှာတို့သမီးတို့တော့မသိဘူးဒီချက်ငယ်ငယ်တော့ဒိုးဆက်စော့တော့ဆိုရင်အဲ့ဒီဒိုးဆက်ရဲ့လေဒီအပေါ်မှာပေါ့နော်ဥမာအဖြူရောင်လိုဟာမျိုးလေးပေါ့နော် तू က तू ဘယ်ကပေနေမှန်းတော့မသိဘူးအဲ့လိုအဖြူရောင်မျိုးဟာမျိုးလေးပါနေရဆိုရင်အဲ့ဒါဘာလဲအိုဒီချက်ဒိုးဆက်ကိုတော့တိတ်မှတ်မိတော့ဘူးပေါ့နော်အိုလားဒီလို O blank လားဆိုတော့လေအလွတ်ရနေတာအဲ့ဒါဆိုရင်ငါဒီကတ်ကိုဆွဲလိုက်ရင်တော့ငါနိုင်တော့မှာပဲလို့စသဖြင့်ကိုကကိုတွေးတတ်သွားတယ်ပေါ့နော်ဟုတ်လားအဲ့ဒါဆိုရင်ဒါကကြတနည်းအားဖြင့်ဘာဖြစ်သွားပြီလဲမျှတသေးလားမမျှတတော့ဘူးနော်ဟုတ်တယ်နော်အဲ့လိုပဲဒီမှာလဲ तू က fair ဆိုတဲ့ဟာလေးကိုရေးထားခြင်းအကြောင်းရချက်တို့ဒီမျက်နှာပြင်6ဖက်လုံးကြားနိုင်ခြေကအကုန်အတူတူပဲလို့ပြောချင်တာဒါကတော့ဒီတိုင်းပဲဒီချက်နားလည်အောင်ပြောပြရပါတော့အဲ့တော့မျက်နှာပြင်6ဖက်ပါတဲ့ answer တုံးကိုလှိမ့်လိုက်မယ်ဆိုရင်တဲ့ what is the probability that the number that comes as is greater than 2 or even or ဆိုမှတော့ဒါ or even ပေါ့နော်အဲ့တော့သူမေးတာက probability of 2 or probability of even ကိုသူကမေးတယ်ပေါ့နော်အဲ့တော့ကြတော့ဒီချက်တို့ answer တုံးဒီ1 2 3 4 5 6ဆိုပြီးတော့ရှိပါတယ်အဲ့တော့ greater than 2เนาะဒီချက်ဒီမှာကြံခဲ့တယ် greater than 2ဟုတ်ပြီနှစ်ထက်ကြီးတာဘယ်သူတွေရှိလဲနှစ်ထက်ကြီးတာလေးဒီချက်ကိုပြောပြပါ3 4 5 6 ဟုတ်တယ် even ကဘယ်ဟာတွေလဲ even ဆိုတာစုံကိန်းเนาะ even ကဒီမှာတော့ဒီကနေပဲကြည့်เนาะ1 2 3 4 5 6ကနေကြည့်ရမှာ2 4 6မဟုတ်ဘူးဟုတ်ပြီ2 4 6အဲ့တော့ကလေးတို့ကဒီမှာထည့်တတ်တာပေါ့2 1 greater than 2ကခြေတို့ဒီမှာအရေအတွက်ကိုပဲကြည့်မယ်เนาะ4ခုပါတာဖြစ်တဲ့အတွက်4ပေါ့အော်ဆိုတော့ခြေတို့အပေါင်းမဟုတ်ဘူးလားဟုတ်တယ်နော်ပြီးရင်ခြေတို့even ကကြတော့ total ကလည်း6ပြီးတော့ even ကခြေတို့3ခုပေါ့အော် even မှာကကြတော့ဒီခြေတို့ကတစ်ခုလျော့သွားတာတွေမလျော့သွားတာတွေဒါစဉ်းစားစရာမလိုဘူးနော်ရလားအော် even ဒီအဲ့ဒီကိစ္စကိုခြေတို့စဉ်းစားစရာလိုလားမလို့တော့ तू က तू တီးတန့်ပဲသို့မဟုတ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတွက်ဟုတ်ပြီဒီချက်ပြောတဲ့ဘုံအနေနဲ့ပါဝင်တာမျိုးရှိလားဆိုတာကဒီမှာဒီနှစ်ခုကိုကြည့်လိုက်မယ်ဒီနှစ်ခုမှာဆိုရင်ဒီချက်တို့ဒီ greater than 2မှာလည်း4ပါတယ် even မှာလည်း4ပါတယ်ဒီမှာလည်း6ပါတယ်ဒီမှာလည်း6ပါတယ်ဆိုတော့အရေအတွက်နှစ်ခုဒီဘုံအနေနဲ့ပါဝင်နေတာမျိုးဖြစ်နေတယ်မဟုတ်ဘူးလား
ဟုတ်တယ် ဟု နော် တ်ပါ အဲ့လိုအခြေအနေမျိုးဆိုရင်တော့ဒီဆယ်တို့ဘာလုပ်ပေးရမလဲပြန်နှုတ်ပေးရမယ်ရလား probability of both event သူပြောတဲ့ဒီပုံသင်နည်းတွေကပြောတဲ့ဟာလေးပေါ့နော်အဲ့တော့အရေအတွက်ကိုပဲစိတ်ဝင်စားတယ်လို့ probability ကပြောထားတယ်နော်အဲ့တော့အရေအတွက်2တိုတရားတော့6အဲ့ဒါလေးတစ်ချက်ကိုပဲပြန်နှုတ်ပေးအောင်မယ်ဒါဒီပု္ပ္ပာတိုင်းမှာဒီလိုနှုတ်เสียမလိုဘူးနော်အခုလိုမျိုးဘုံအနေနဲ့ပါဝင်နေတာမျိုးမှာနှုတ်ပေးရမယ်ရလားဒါတို့သမီးတို့နားလည်မလား ဟုတ်နားလေပါ နော် နားလည် ဟု ပါ တ်ပြီအဲ့ဒါဆိုတော့ကျန်တာကတော့ကလေးတို့ဒီမှာလေးလွယ်လွယ်လေးပါပဲဒီမှာပိုင်းခြေတွေတူတာဖြစ်တဲ့အတွက်ပိုင်းဝေတွေကိုကျတော့ဒီမှာ4 plus 3 minus 2ဆိုတော့4နဲ့3နဲ့ဆိုတော့ဒါ7နဲ့က2ကိုနှုတ်တော့ကျတော့5မဟုတ်ဘူးလားအဲ့တော့အဖြေက5/6ပေါ့ဒါပဲပြီးပြီအဲ့ဒါအောင်မှရာခိုင်နှုန်းနဲ့လိုချင်တော့100နဲ့မြောက်လာအဲ့ဒီကိစ္စကတော့ကလေးတို့ရပါတယ်နော်အဲ့တော့ or even ဆိုရင်ကျတော့ဘာလုပ်ပေးရမှာလဲ ပေါင်းပြရပါမယ် or even ဟော ဆို ပြီးရပါ ပေါင်းပေးရမယ်။ပေါင်းပေးရမယ်။အဲ့ဒါအောင်မှချက်တို့ဘုံအနေနဲ့ပါဝင်နေရမျိုးရှိရဆိုရင်တော့ပြန်နှုတ်ပေးရမယ်နော်။ဒါလေးရရင်ဒီချက် exercise လေးသွားခြင်းပါတယ်။ exercise 3လေးကြည့်ရအောင်။ဒီ exercise 3ကကြောက်လေဒီမှာ compound probability လို့ဒီချက်ခေါင်းစဉ်တက်ထားတဲ့အတိုင်းပဲ။ तू က or even ရဲ့အောက်မှာဒီချက်ထည့်ထားပေးမယ်လေ။ or even တစ်ခုတည်းမဟုတ်ဘူး။ရှေ့က an even တွေရောဒီချက်အကုန်ရောထားလိုက်တာပေါ့နော်။အကုန်လုံးကိုပြန်ရအောင်လို့ရောထားလိုက်ပါတယ်။ပြီးတော့ဒီပု္ပ္ပာလေးပုတ်လုံးကလည်းအရန်ကောင်းပါတယ်။အရန်ကောင်းတယ်ဆိုတာကပုံမှန်ဒီရိုးရိုးပု္ပ္ပာလေးမဟုတ်ဘဲနဲ့နည်းနည်းလေးစဉ်းစားရတဲ့ပု္ပ္ပာလွယ်တော့လွယ်တယ်ဒါပေမဲ့စဉ်းစားရတဲ့ပု္ပ္ပာလေးဒီချက်ထည့်ထားပေးတယ်အဲ့တော့လေးပု္ပ္ပာစလုံးဒီချက်နဲ့အတူတွဲကြမယ်ပေါ့နော်အဲ့တော့နံပါတ်1လေးကြည့်ရအောင် in a group of 10 third and 8 fourth grader အဲ့တော့ third grader 10ယောက်နဲ့ fourth grader 8ယောက်ဆိုတာဒါကိုသိထားတာလေးကိုချက်လို့ရေးလိုက်မယ်အဲ့တော့ third က10ယောက်ပေါ့နော်ပြီးရင် fourth က8ယောက်အဲ့တော့ तू မပြောပေမဲ့ total ကဘယ်နှယောက်လဲ 18ရပါ 18ယောက်ဟုတ်တယ် total က18ယောက်ပေါ့ two students must be randomly selected to be the leaders for the day အဲ့ဒီရဲ့ leader တွေအနေနဲ့ကျောင်းသားဘယ်နှယောက်ကိုရွေးမှာလဲ 2ရောက်ပါ 2ယောက်ကိုရွေးမယ်တဲ့အဲ့တော့2ယောက်ကိုရွေးမယ်ပေါ့နော် if the first student selected is a fourth grader ပထမရွေးချယ်လိုက်တဲ့ကျောင်းသားက fourth grader ဖြစ်တယ်ဆိုရင် what is the probability that the second student selected is a third grader သူမေးတာရိုးရိုးလေးပဲ probability of third ကိုမေးတာမဟုတ်ဘူးလားဒီချက်တို့ရဲ့အုံနောက်ကပေါ့နော်ဘယ်လိုဖြစ်တတ်လဲဆိုတော့ရှေ့မှာကလေဒီ uneven နေမှာက4 grader ဒီပု္ပ္ပာလိုမျိုးဆိုရင်4 grader and third grader ဒီလိုပုံစံမျိုးတွေပဲတွက်ခဲ့တာလေဒါလဲလုံးမယ် and ပြီးတော့ဟိုကလဲလုံးမယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဒီပု္ပ္ပာမှာကြတော့ तू ကအဲ့လိုမျိုးနှစ်ခုတွက်ခိုင်းတာမဟုတ်ဘူးဒါပေမဲ့ဒီချက်တို့ရဲ့အုံနောက်ကကြတော့ရှေ့မှာအဲ့လိုတွေပဲတွက်ခဲ့တော့ကြတော့ and ပေါ့နော်အမြောက်ကိုပဲလှုပ်ချင်ကြတယ်လှုပ်ချင်ကြတဲ့အခါမှာအဲ့ဒါကြီးကစိတ်ကဆွဲပြီးတော့မေးတဲ့မေးခွန်းကိုသေချာမမြင်တော့ဘူးမေးတဲ့မေးခွန်းလေးကယူယူလေးပဲအဲ့လိုမျိုးမြှောက်ခိုင်းတာမဟုတ်ဘဲနဲ့ second student ကဒုတိယရွေးချယ်လိုက်တဲ့ကျောင်းသားက third grader ဖြစ်မဲ့ probability of third လေးကိုပဲမေးတာဖြစ်တယ်ရလား uneven တော့ဟုတ်တယ်ဒါပေမဲ့မြှောက်ခိုင်းတာမဟုတ်ဘူးပေါ့နော်အဲ့တော့မေကွန်လေးကတော့ကျွန်တော်ရိုးရိုးလေးပဲပေါ့နော်အဲ့တော့ဒီလိုပု္ပ္ပာမျိုးဆိုရင်တစ်ချက်သတိထားမယ်ခက်လို့မဟုတ်ဘူးမှားတတ်တယ်ပေါ့နော်ဟုတ်ပြီ total အနေနဲ့စဉ်းစားရအောင်ဒါဒီ uneven ဖြစ်တဲ့အတွက်ကျွန်တော်က dependent နေ independent နေဒါစဉ်းစားရတော့မယ် total က18ယောက်ရှိတယ် leader 2ယောက်ရွေးမှာဖြစ်တဲ့အတွက်ပထမတစ်ကြိမ်ရွေးပြီးပြီပထမတစ်ကြိမ်ဒီ 4th grader ကိုရွေးပြီးတဲ့အခါမှာသူ့ကိုကျွန်တော်ပြန်ထည့်မလားကဲ အဲ့တော့ဒုတိယတစ်ကြိမ် third grader ကိုရွေးတဲ့အလှည့်မှာ total ကဘယ်နှယောက်ပဲရှိတော့မလဲ18ရက်18ယောက်ဆိုတော့third grader 10ယောက်ဆိုတော့10/7နဲ့ပြီးပြီဒါပဲအဖြေကတော့ဒီတစ်ကြောင်းနဲ့ပဲဒါပေမဲ့ဒီဟာလေးကိုသတိမထားမိရင်ကျတော့10/18နေလောက်တတ်တယ်နော်အဲ့ဒါဆိုရင်တော့ဒါမှားပြီပေါ့ရလားအဲ့ဒါလေးသတိထားမယ်နော်ရမယ်နော်ဒါတို့သမီးတို့ဒီပု္ပ္ပာလေးကအဲ့လိုလေးမှားတတ်ပါတယ်ပြီးရင်ဒီချက်နံပါတ်2လေးဆက်သွားလိုက်မယ်နော်နံပါတ်2က at a hospital ဆေးရုံတရုံမှာတဲ့ out of 10 doctor ဒီကလေးဒီချက်ဖြတ်လိုက်မယ်နော် out of 10 doctor ဆိုတော့စုပေါင်းချက်လို့ဆရာဝန်ဘယ်နှယောက်လဲ10ယောက်10ယောက်ထဲမှာ3 are on duty on Saturday 3ယောက်ကချက်လို့စနေနေ့မှာ duty ကြရဆိုတော့ဒီချက်ဒီလိုလေးရေးလိုက်မယ်4 on Sunday ဆိုတော့Sunday မှာက4ယောက်က duty ကြတယ်2 on both day ဆိုတော့2ယောက်စလုံးကဒီစနေနေ့ရောတနင်္ဂနွေနေ့ရောမှာ duty ကြတယ်အဲ့တော့2ရက်စလုံးမှာ
2ရက်စလုံးမှာဂျူတီကြတာကကျဲတို့2ယောက်ပေါ့နော်အဲ့တော့ if one of these doctor is randomly selected ဆရာဝန်တွေတဲ့တယောက်ကို random ရွေးလိုက်မယ်ဆိုရင်တဲ့ what is the probability that she or he is on duty on Saturday or Sunday အော်တွေ့ကြရကျဲတို့ဒါဘာပု္ပ္ပစာလဲ ပေါင်းပါ ကောင်းလို့စား အော်တွေ့ရဆိုကြရကျဲတို့ဒါ or even မဟုတ်ဘူးလားဟုတ်တယ်နော် ဟုတ်ပါ or even ဆိုကျဲတို့ကဘာလုပ်ရမှာလဲ ပေါင်းရမှာ ပေါင်းပေးရပါမယ် ပေါင်းပေးရမယ်ဟုတ်တယ်ပေါင်းပေးရမယ်ပေါင်းတဲ့အခါမှာတစ်ချက်သတိထားရမှာကဘုံအနေနဲ့ပါဝင်နေရမျိုးရှိရင်တော့ကျဲတို့ဘာလုပ်ပေးရမလဲ နှုတ် ပြန်လုပ်ပေးရပါ နှုတ်ပေးရမယ်နှုတ်ပေးရမယ်လို့ကျဲတို့ပြောမထားဘူးလားဟုတ်တယ်နော်အဲ့တော့ကြတော့ probability ရောသူမေးတာလေးကတော့စနေလားဒါမှမဟုတ်ရင်တနင်္ဂနွေ Sunday လားပေါ့နော်ဟုတ်ပြီအဲ့တော့ထည့်တာကတော့လွယ်ပါတယ် total က10ယောက်ဒီမှာစနေနေ့မှာက3ယောက် all ဆိုတော့အပေါင်း Sunday မှာကကျတော့4ယောက်ဒါပေမဲ့ဒီမှာက both day ဆိုပြီးတော့ပြောထားတဲ့အဓိပ္ပာယ်လေးကကျတော့2ရက်စလုံးမှာဘုံအနေနဲ့ပါဝင်နေရမျိုးမဟုတ်ဘူးလားဟုတ်တယ်နော်အဲ့ဒီအတွက်အဲ့ဒီခါလေးကိုဒီဆယ်တို့ပြန်နှုတ်ပေးနော်ဒီပု္ပ္ပစာမှာကတော့ပြန်နှုတ်ပေးဖို့လိုတယ်ဒါပေမဲ့မေခွန်းတိုင်းကတော့ကျတော့ပြန်နှုတ်ဖို့မလိုဘူးလို့ပြောထားတယ်ဟုတ်လားအဲ့တော့ကျန်တာကတော့လွယ်ပါတယ်ကျတော့3 plus 4 minus 2ဆိုတော့7 minus 2ဆိုတော့5 by 10 5 by 10ဆိုတော့5တက်လီ5တက်လီ10အဲ့တော့ဖြေရဘယ်လောက်လဲ1 by 2ပေါ့ဟုတ်ပါပြီအဲ့ဒါဆိုရင်ဒီဆက်နံပါတ်3လေးဆက်သွားလို့ရလား ရပါတယ်ဒီ ရရနော်အဲ့ဆိုရင်ဒီဆက်နံပါတ်3လေးဆက်သွားပါမယ်နော်ခဏလေးနော်ကလေးတို့ဟုတ်ပြီအဲ့တော့နံပါတ်3လေးက there are 4 chocolate chip cookies and 3 oatmeal cookie in a cookie jar တဲ့အဲ့တော့ဒီမှာ chocolate ကကျတော့ဘယ်နှခုလဲလေးခုဟုတ်ပြီအုတ်မီရကျတော့ဘယ်နှခုလဲ 3 ခု 3ခုအဲ့တော့ total က 9 ခု ခုဟုတ်တယ်ဒါက तू ပေးထားတဲ့အချက်လေးကိုချက်လို့ခြာရေးထားတာပေါ့နော် if a child randomly takes 2 cookie အဲ့တော့ကလေးတစ်ယောက်ကချက်လို့ cookie 2ခုကို random ရွေးမယ်ဆိုရင်တဲ့ what is the probability that both are chocolate chip 2ခုစလုံး chocolate ဖြစ်မဲ့ probability ကို तू ကမေးတယ်အဲ့တော့ပထမတစ်ချိန်လဲ chocolate ဖြစ်ရမယ် and ပြီးတော့ both ဆိုမှတော့ဒါ uneven မဟုတ်လားဟုတ်တယ်နော်ဒုတိယတစ်ချိန်လဲချက်လို့ chocolate ဖြစ်မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဒီမှာဒီချက်အလွယ်ဒီလိုလေးပဲရေးရနော်ကလေးတို့လည်း exam မှာဒီလိုမျိုးလေးကိုနားလည်ရင်ပြီးတော့ရေးလို့ရရနော်အဓိကအချက်လို့မြန်မြန်နဲ့မှန်မှန်တွက်တတ်ဖို့ကရေးကြည့်ရနော်ဟုတ်ပြီand ဆိုတော့အမြောက်ပေါ့နော်ဟုတ်ပြီပထမတစ်ချိန်ရွေးတဲ့အခါမှာတော့ total က7ဒါဆိုရင် uneven ပေါ့နော်ခုနကတော့ all even အဲကြောင့်မလို့ဒီချက် compound လို့ပြောထားရနော်အကုန်လုံးရောထားပေးတယ်ပေါ့အဲ့တော့ဒီမှာ chocolate ကချက်တို့ဒီမှာဘယ်နှခုပါလဲ ဒီခု ပြန်ထည့်တယ်ဆိုတာလေးပါလား မပေါင်း မပါ မပါဘူးเนาะမပါဘူးဖြစ်တဲ့အတွက်ဒုတိယတစ်ချိန်ရွေးတဲ့အခါမှာဘယ်နှခုပဲရှိမလဲ 3ခုပါချင် 3ခုပဲရှိ တိုတယ်ကတော့ဒါ6ခုဖြစ်မယ်ပေါ့နော်ချောကလက်အနေနဲ့ကတော့ဒါ3ခုဖြစ်သွားမယ်ပေါ့နော်အဲ့တော့3တက်လီ3 3တက်လီ6 2တက်လီနဲ့2တက်လီလေးအဲ့တော့အဖြေက2 by 7ပေါ့ရလား ဟုတ်ပါ ရတော့ဒါတို့သမီးတို့နားလည်မယ်နော်အဲ့တော့ပြန်ထည့်တယ်ဆိုရင်စကားလုံးလေးမပါဘူးဆိုရင်ပြန်မထည့်ဘူးလို့ပဲယူဆမယ်အဲ့ဒါဆိုရင်ဒုတိယတစ်ချိန်ရွေးတဲ့အခါမှာတစ်ခုလျှော့ပေးဖို့မမေးနဲ့ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီဆက်သွားလို့ရလား ရပါတယ် အဲ့တော့ဒီဆက်သွားလိုက်မယ်နော်နံပါတ်4လေးကြည့်ရအောင် in the raffle တဲ့ two names of contestant are drawn one at a time ကျတို့ contestant 2ယောက်ရဲ့နာမည်တွေကိုကျတို့ဒီဆွဲလိုက်မယ်ပေါ့နော် the first person draw win the prize of $500 ပထမရတဲ့သူက
စုငွေ900ရမယ်ဒုတိယဆွဲလိုက်တဲ့သူကဒီစုငွေဘယ်လောက်ရမလဲ$100ရပါမယ်စုဒေါ်လာ100ရမယ်ပေါ့နော်အဲ့တော့ contestant can enter their names into the contest only once အဲ့တော့ contestant တွေကတဲ့သူတို့ရဲ့နာမည်တွေကိုတစ်ချိန်စီပဲထည့်လို့ရတယ်ဆိုရင်ပြီးတော့ a total of 400 people have entered စုစုပေါင်းလူရောက်400သူကိုယ်တိုင်ကလည်း total လို့ပြောထားတော့ဒါ total ကိုပေးတယ်400ပေါ့အဲ့တော့ after the winner of the first prize is chosen ပထမစု winner ကိုရွေးချယ်ပြီးတဲ့နောက်မှာတဲ့ what is the probability of winning the second prize ဒုတိယစုရမယ့် probability ကိုသူကမေးတယ်အဲ့တော့ဒါကလေနံပါတ်1ပု္ပ္ပစာလေးနဲ့ကျလို့တူတယ်ပေါ့နော်ပထမရွေးချယ်ပြီးပြီဆိုတော့ဒုတိယတစ်ကြိမ်ရွေးတဲ့အခါမှာဘယ်နှယောက်ပဲရှိတော့မလဲ total 399 399ယောက်ဒုတိယစုရမယ့်သူကဘယ်နှယောက်ရှိလဲတိုတယ်ကတော့ဟုတ်တယ်တိုတယ်ကတော့399ဟုတ်တယ်ဒုတိယစုရမယ့်လူက1ယောက်ဖြစ်တဲ့အတွက်ဒီမှာကျလို့1လေးထည့်ပေးရမယ်နော်အဲ့ဒါလေးပဲအဲ့တော့အဖြေကတော့ဒါပဲကလေးတို့1.399ပဲပြီးပြီဒါမဲ့ဒီတခုရှော့ရမယ်ဆိုတဲ့ဟာလေးရယ်ပြီးရင်ဒီမှာဒုတိယစုက1ယောက်ပဲဆိုတာလေးကိုဒါနည်းနည်းလေးကြောင်သွားတတ်တယ်မှားတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ပါဟုတ်ပြီဒါတို့သမီးတို့ဒါလေးပြီးပြီလားဟုတ်ကဲ့ပြောပါပြီ ပြီးပြီနော်အဲ့ဒါဆိုရင်ဒီဆယ်တို့ရဲ့ basic probability ရဲ့ uneven ရဲ့ odd even ရဲ့ကဒါပြီးသွားပါပြီပြီးပြီဆိုတော့ဒါတွေအကုန်လုံးကိုရောထားတဲ့ဒီဆယ် practice question လေးပေါ့နော်အဲ့ဒါလေးထည့်ထားပြီးပဲအဲ့ဒါလေးဒီဆယ်တို့တွက်ကြည့်ကြမယ်ပေါ့နော်အဲ့တော့နံပါတ်1လေးကြည့်အောင်နံပါတ်1လေးကို star ပြထားပေးပါ star ပြထားပါဆိုတာဒါခက်လို့မဟုတ်ဘူးဒီပု္ပ္ပစာလေးကဒါနည်းနည်းလေးစဉ်းစားရတယ်ပေါ့နော်မိကွန်းလေးကောင်းတယ်ပေါ့အဲ့ဒီ convention နဲ့ Jim and his 3 friends convention တစ်ခုမှာတဲ့ Jim နဲ့သူ့ရဲ့တငယ်ချင်း3ယောက်က each တယောက်စီက bot ဝယ်ခဲ့ပါတယ်3 raffle ticket 3ဆောင်စီဝယ်ခဲ့တယ်တယောက်စီက raffle ticket 3ဆောင်ဝယ်ခဲ့တယ်ပြောချင်တာက Jim ကကျတော့ဘယ်နှဆောင်ဝယ်ခဲ့လဲ Jim ဒီ3ဆောင်3ဆောင်သူ့ရဲ့တငယ်ချင်း3ယောက်ကိုလေဒီချက် ABC လို့နာမည်ပေးလိုက်မယ်အဲ့တော့တငယ်ချင်း A ကလည်းဘယ်နှဆောင်ဝယ်ခဲ့လဲ3ဆောင်3ဆောင်တငယ်ချင်း B ကလည်း3ဆောင်တငယ်ချင်း C ကလည်း3ဆောင်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးလားဟုတ်တယ်နော် at the time of the drawing တဲ့400 tickets had been sold ticket 400ကိုချေလို့ရောင်းထားရဆိုတာ total ticket ကိုသူပေးတယ်ပေါ့ total ကချေလို့400ပေါ့အဲ့တော့သူလိုချင်တာက what is the probability that either Jim or one of his friend will win Jim ဒါမှမဟုတ်ရင် or ဆိုကြရတာ or even မဟုတ်ဘူးလားဟုတ်တယ်နော် Jim ဒါမှမဟုတ်ရင်သူ့ရဲ့တငယ်ချင်းတစ်ယောက် one of his friends ဆိုတော့သူ့ရဲ့တငယ်ချင်းတစ်ယောက်နိုင်မဲ့ probability ကိုမေးတယ်အဲ့တော့ or even ဆိုတော့ဒါ Jim နိုင်တာလည်းဖြစ်နိုင်တယ် or ဒါမှမဟုတ်ရင်သူ့ရဲ့တငယ်ချင်း A နိုင်တာလည်းမဖြစ်နိုင်ဘူးလားသူကပြောရလေ one of his friends ဆိုကြတာ A လည်းဖြစ်နိုင်တယ်ဘယ်သူနိုင်မယ်ဆိုတာအတိအကျမရှိလို့ဒီကျတို့ဒီဖြစ်နိုင်ခြေတွေအကုန်လုံးစဉ်းစားရမယ်။ or ဒါမှမဟုတ်ရင် B နိုင်တာလည်းဖြစ်နိုင်တယ်။ or ဒါမှမဟုတ်ရင် C နိုင်တာလည်းဖြစ်နိုင်တယ်။ရမလား။ or ဆိုတော့ဒီကျအပေါင်း or ဆိုတော့အပေါင်း or ဆိုတော့အပေါင်းရေးထားမယ်ပေါ့နော်။အဲ့တော့ဒီ Jim နိုင်မဲ့ဟာကိုစဉ်းစားတဲ့အခါမှာ total က400 Jim ကကျတော့ဘယ်လောက်ရှိလဲ။ Jim က3ဟုတ်တယ်။ကျတော့ဒီမှာလည်း400A ကလည်း3ဟုတ်တယ်နော်ဒီမှာပြီးရင်ဒီမှာ total က400 B ကလည်း3 total ကကျတော့400 C ကလည်း3အဲ့တော့ပိုင်းခြေတွေတူတော့ကျတော့ပိုင်းဝေးတွေကိုပေါင်းလိုက်တော့3ဆိုတော့ဒါ12မဟုတ်ဘူးလားဟုတ်တယ်နော်12ကိုကျတော့ကျင်းလိုက်ရင်4 3 4 12 4 100 400 3/100ဆိုတော့ဖြေက A ပေါ့ရမလားဒီမှာ A ဖြစ်မယ်ပေါ့ तू ကဟိုဟာလေရာခိုင်နှုန်းနဲ့မပြခိုင်းတော့ကျတော့လေဒီတင်ထားခဲ့ရင်ရပြီပေါ့နော်
ရလားဒါလေးပြီးပြီလား ဟုတ်ကဲ့ပြောပါပြီ ပြီးပြီနော်အဲ့ဆိုရင်နံပါတ်2လေးဒီချက်ဆက်သွားပါမယ်နော်နံပါတ်2က a spinner has 5 equal section တဲ့ spinner တစ်ခုမှာ5 equal section ရှိတယ်ဆိုကြတာဒါ total ကဘယ်လောက်လဲ 5 ငါဟုတ်တယ်and ပြီးတော့ they are number from 1 to 5ဆိုတာအဲ့ဒီ section 5ကိုကျွန်တော်1ကနေ5ထိဆိုတာဒါဒီချက်နည်းနည်းဆွဲလိုက်မယ်ပေါ့နော်ဒီချက်ရဲ့ဟာကတော့တိတ်တော့မညီဘူးဒါပေမဲ့ညီတယ်လို့ပဲမှတ်လိုက်ပေါ့နော်1 2 3 4 5ဆိုပြီးတော့သူကဒီလိုလေးထည့်ထားပါတယ်တဲ့ what is the probability of spinning a number greater than 3 3ထက်ကြီးတဲ့ဒီ number ကိုကျွန်တော်ဆွဲမိမဲ့ probability ကိုမေးတယ်ပေါ့နော်အဲ့တော့ probability of greater than 3ကိုမေးတယ်အဲ့တော့ total က5 3ထက်ကြီးတာကျွန်တော်ဘာနဲ့ပါလဲ3ထက်ကြီးတာက လေးနဲ့ 4နဲ့5ဆိုတော့အရေအတွက်ကကျွန်တော်ဘယ်နှခုလဲ 2ခုအဲ့တော့အဖြေက 2/5 ဒါပဲပြီးပြီဒီမှာကျတော့ဟောပါဘောနော်အဖြေကို fraction အပိုင်းကိန်းနေနဲ့ရေးပေးပါဆိုတာ 2/5 ပဲပေါ့နော်စာမေးပွဲမှာဆိုရင်တော့ဒါတို့သမီးတို့ဒီလိုမျိုး ABCD ရွေးခိုင်းတာလေးပါမယ်ပြီးရင်ရေးခိုင်းလေးပါမယ်ရေးခိုင်းတဲ့အခါမှာလေ तू ကဘာရေးရမလဲဆိုတော့အတိအကျပြောပါရင်နော် decimal နဲ့ရေးရမှာလားကလေးတို့ तू ပြောတဲ့အတိုင်းလေးပဲ box လေးထဲမှာရေးလိုက်ရုံပဲနော်ပြီးရင်ဒီ slope ပုံစံတွေဆိုရင်တော့ကလေးတို့အမှတ်ချခိုင်းတာမျိုးလေးပါတတ်တယ်အမှတ်ကောက်ခိုင်းတာလေးပါတယ်အဲ့လိုမျိုးလေးပေါ့နော်ပြီးရင်ကျတော့နံပါတ်3လေးဆက်သွားလို့ရမလား ဟုတ်ကဲ့ရပါတယ် နံပါတ်3ကသူကပြောထားတယ် a standard deck of playing cards 52 cat စုစုပေါင်း cat 12 cat ရှိတယ်52 cat ရှိတယ်တဲ့အဲ့တော့ဒါက total ပေါ့ total က52 cat with 13 cards each of heart diamonds clubs and spades ဆိုတော့ each of ဆိုတာပါကြတဲ့ကကျတော့နောက်မှပေးထားတဲ့ဒီ heart ဆိုလဲဒါဘယ်နှကတ်စီရှိမလဲဆိုတော့73ကတ်စီရှိမယ်အဲ့ဒါကိုပြောချင်တာเนาะမေးခွန်းလေးတေချာဖတ်ပါအဲ့တော့ပြောချင်တာက heart ကလည်းကျတော့73ကတ်ရှိမယ် diamonds ကလည်း73ကတ်ရှိမယ် club ကလည်း73ကတ်ရှိမယ် spade ကလည်း73ကတ်ရှိပါမယ်တဲ့ဒါပေးထားတာလေးတွေကိုကျတော့ရေးလိုက်တယ်ပေါ့နော် if a card is drawn randomly from the deck ဒီ deck ထဲကနေကျတော့ကတ်တကတ်ကို random ရေးလိုက်မယ်ဆိုရင် what is the probability that it will either heart or diamond heart ဒါမှမဟုတ်ရင် diamond ချမဲ့ probability ကိုသူကမေးတယ်အဲ့တော့ probability of heart or probability of diamond ပေါ့ဒီလိုပုံစံမျိုးကြတော့ကလေးတို့ဒီမှာကြည့်ဘုံနေနဲ့ပါဝင်နေရမျိုးရှိလား မရှိပါဘူး မရှိဘူးเนาะအဲ့ဒါကြောင့်ဒီဆရာတို့ပြန်နှုတ်เสียမလို့နံပါတ်1လို့ပုံစံမျိုးဆိုလဲတွေ့လားတစ်ခုနဲ့တစ်ခုထပ်နေတာမျိုးအဲ့ဒါမျိုးတွေမရှိတဲ့အတွက်ဆရာတို့နှုတ်เสียမလို့เนาะသူ့အတိုင်းလေးပဲသူပြောသွားတဲ့အတိုင်းလေးပဲဆရာတို့ပေါင်းလိုက်ရုံပဲပေါ့เนาะရလားအဲ့တော့ဒီမှာဆိုရင် total ကဆရာတို့52ပေါ့เนาะ heart ကဆရာတို့ဒီမှာဘယ်နှခုပါလဲ73ခု 73ခုအော်ဆိုတော့အပေါင်းပေါ့နော်ပြီးရင်ကျတို့ diamond ကကျတို့ total က52ဒီမှာက73ပေါ့နော်အဲ့တော့73 26 26/52ပေါ့အဲ့တော့73နဲ့လီ26 73 4လီ52ဆိုတော့အော်ဒီမှာ1တက်လီနဲ့2နဲ့လီလေးဆိုတော့ 1/2 အဲ့တော့အဖြေက A ဖြစ်မယ်ပေါ့ into ရမယ်နော်ဒါတို့သမီးတို့နားလည်မလား calculator သုံးလို့ရတဲ့အပိုင်းမှာဒါမေးတတ်တယ်ပေါ့နော် calculator သုံးလို့ရတဲ့အပိုင်းမှာမေးရဆိုတော့စာမေးပွဲမှာတော့ကလေးတို့ calculator နှိပ်ချလိုက်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီချက်နောက်တစ်ခုလေးသွားလို့ရလား ဟုတ်တယ်ရပါတယ် ဟုတ်ကဲ့ရပါတယ် ရရင်နော်နောက်တစ်ပုတ်လေးသွားလိုက်ပါမယ်နံပါတ်4လေးကြည့်အောင်နံပါတ်4ကတဲ့ anti က rose to standard six sided die ဆိုတော့ဒါ answer တုံးနှစ်တုံးကိုသူလှိမ့်မယ်အဲ့တော့ what is the probability of rolling two ones နှစ်ခုစလုံးချေလို့1ချမဲ့ probability ကိုမေးတယ် answer တုံးလို့ပြောလိုက်တာနဲ့ဆို1 2 3 4 5 6ပါတယ်သူတရား6ဖြစ်တယ်ဆိုတာကလေးတို့သိနေရမယ်အဲ့တော့သူမေးတာနှစ်ခုစလုံး
နှစ်ခုစလုံး1ဖြစ်ရမယ်ဆိုတော့ပထမတစ်ချိန်ပထမ answer တုံးမှာလည်း1ဖြစ်ရမယ် and ပြီးတော့ဒုတိယ answer တုံးမှာလည်း1ဖြစ်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ and ဆိုတော့အမြောက်ပေါ့နော်သူဒီ independent လား dependent လားဒါတို့သမီးတို့ Independent. independent ဟုတ်တယ် independent ဆိုတော့ကျတို့ total က6 1ကကျတို့ဘယ်နှခါပါလဲ answer တုံးမှာ The car. တစ်ခါ1 2 3 4 5 6မှာဒီမှာ1ကတစ်ခါပဲပါဖြစ်တဲ့အတွက်1ဒုတိယတစ်ချိန်မှာလည်းဒီမှာ6 1ဆို1/36ပေါ့ဒါပဲဒါတို့သမီးတို့နော် ညာတော့အဖြစ်ကျတို့ဒီစာမေးပွဲမှာကလည်း probability အပိုင်းမှာပေါ့နော်မေးတယ် permutation combination ပြီးတော့ဒီ basic probability ဒီ and event or event ကိုသူမေးတယ်ဒါပေမဲ့လည်းအရင်ကြီးခက်တာတော့တိတ်မမေးတတ်ဘူးဒါပေမဲ့ကိုယ့်ဘက်ကကျတို့ဒီမားနိုင်တဲ့ပုံစံလေးတွေကိုဒါလေ့ကျင့်ထားရမယ်ပေါ့နော်သူမေးခဲ့သည်ရှိတော့ပေါ့နော်အဲ့လိုလေးတွေကတော့ဒါလေ့ကျင့်ထားရမယ်ပေါ့နော်ခုနကတော့ကျတို့ဒီနံပါတ်1လို့ပုံစံမျိုးလေးဆိုရင်ဒါတွက်မထားဘူးဆိုရင်ဒါမှားတတ်တယ်ပေါ့နော်ကြောင်သွားတတ်ပါတယ်အဲ့ဆိုနံပါတ်5လေးတစ်ချက်သွားလိုက်မယ်နော်နံပါတ်5က a bag contains 24 marble အဲ့တိတ်မှာကျတော့ marble 24လုံးရှိရဆိုတော့ total ကဒါ24အဲ့ဒါရအနီရောင်က8လုံးဆိုတော့အနီရောင်က8လုံးသူပြောလို့လေ yes are blue အပြာရောင်6လုံးဆိုတော့အပြာရောင်က6လုံးထန်းတာ white ဆိုတော့ကျတော့အဖြူရောင်က10လုံးပေါ့နော် a marble is drawn from the bag marble တစ်လုံးကိုကျတော့အဲ့ကနေမှရွေးလိုက်မယ် and replace ဆိုတာဗာပြန်လုပ်မှာ ပြန်ထည့် ပြန်ထည့်မယ်ပြန်ထည့်တယ်ဆိုရင်စကားလုံးလေးပါတာဖြစ်တဲ့အတွက် a second marble is chosen at random from the bag ဒီဒုတိယ answer တုံးဒုတိယ marble လေးကိုတဲ့ဆရာတို့ဒီ8ထဲကနေမှ random ရွေးလိုက်မယ်တဲ့အဲ့ဒီရွေးတဲ့အခါမှာပြန်ထည့်ထားတာဖြစ်တဲ့အတွက်ရော့သွားခြင်းရှိလားရှိဘူးเนาะအဲ့တော့ what is the probability that the first marble is red သူမေးတာကပထမရွေးချယ်လိုက်တဲ့ marble လေးကအနီရောင်ဖြစ်ပြီးတော့ and the second is white ဒုတိယဟာကအဖြူရောင်ဖြစ်မဲ့ probability ကိုမေးတယ်အဲ့တော့ probability of red and probability of white ကိုသူကမေးတာပေါ့ and ဆိုတော့ကျွန်တော်ဘာလုပ်ရမှာလဲရောက်ရမယ်ဟုတ်တယ်ပထမတစ်ချိန်ရွေးတဲ့အခါမှာ total ကကျတော့ဒီမှာ24ပြီးရင်အနီရောင်ကကျတော့ဒီမှာ8လုံးပြီးရင်ဒုတိယတစ်ချိန်ရွေးတဲ့အခါမှာပြန်ထည့်တယ်ဆိုတဲ့စကားလုံးလေးပါထားဖြစ်တဲ့အတွက်ရော့သွားခြင်းရှိလားမရှိဘူးအဲ့တော့24ပဲအဖြူရောင်ကကျတော့ဒီမှာဘယ်နှလုံးလဲ10လုံးပေါ့နော်အဲ့ဒါကိုမှကလေးတို့ကျင်းလိုက်မယ်8တလီ8 8 3လီ24ဒီမှာဆိုရင်2 5လီ30 2တလီနဲ့2 2လီလေးအဲ့တော့5 by စနစ်3လီ36အဲ့တော့ဖြေရ B ပေါ့ရမနော်အဲ့တော့ uneven မှာအရေးကြီးတာအဲ့ပြန်ထည့်လားမထည့်ဘူးလားဒါလေးတစ်ချက်ပဲเนาะ dependent မှာ dependent probability မှာကျတော့ပြန်ထည့်လားမထည့်ဘူးလားဒါလေးတစ်ချက်ပဲစဉ်းစားရုံပဲကျန်တာကတော့ဘာမှမဟုတ်ဘူးเนาะဟုတ်ကဲ့ပါရှင်ဟုတ်ပါပြီအဲ့ဒါဆိုရင်ဒီဆရာတို့ရဲ့ဒီ all event လေးရလဲ all event ရောဆရာတို့ဒီ practice question ရောကဒီမှာပြီးပြီပေါ့နော်ပြီးပြီဆိုတော့ဒီဆရာတို့ဒီနေ့ပြောခဲ့တဲ့ဟာလေးတွေကိုဒီဆရာအနှစ်ချုပ်လေးကိုဒီဆရာပြန်ပြီးတော့ပြောပြပေးခြင်းတယ်ပေါ့နော်ပြောပြပေးခြင်းတယ်ဆိုတာအရင်ဆုံးဒီဆရာတို့ပြောခဲ့တာဘာလဲမှတ်မိလား simple probability simple or basic probability ကိုဆရာတို့ပြောခဲ့ကြတယ်အဲ့တော့သူ့ရဲ့ formula လေးမှတ်မိလားဒါတို့သမီးတို့သူ့ရဲ့ formula လေးက number of favorable outcomes by total number of possible outcomes အဲ့ဒါကိုဒီဆရာအလွယ်အနေနဲ့လိုချင်တာကိုဒီ total နဲ့စာတနည်းအားဖြင့်မေးတဲ့ဟာကိုဒီ total နဲ့စာလို့ပြောလဲရရင်เนาะဒါကတော့အလွယ်နည်းလေးပြောပြရ
အဲ့ဒီမှာသူမေးတဲ့ဟာကိုချယ်တို့ကဒါအစားသွင်းလိုက်ရုံပဲဒါပဲပြီးရင်နောက်ထပ်တစ်ခုကချယ်တို့က uneven လေးကိုပြောခဲ့ကြတယ် uneven မှာချယ်တို့ကနှစ်ခုခွဲတယ်ပေါ့နော်ဒီ bandant နဲ့ independent ဆိုပြီးတော့နှစ်ခုခွဲခဲ့တယ်ပေါ့နော်ဒီ bandant ဆိုတာကဖြစ်ရတစ်ခုနဲ့တစ်ခုကမိကိုနေတာ independent ဆိုတာကကြတော့ဖြစ်ရတစ်ခုနဲ့တစ်ခုကမမိကိုဘူး independent ကိုဒီစားအလွယ်အနေနဲ့ဒါအကျွေစေးပုတ်စာတွေပြီးရင်အန်စာတုံးပုတ်စာတွေပြီးရင်တချို့သော spinner ပုတ်စာတွေဆိုရင်ဒါ independent ဆိုပြီးတော့ပြောခဲ့တယ်တချို့သော spinner လို့ဒီစားပြောရနော်ဒီ bandant ကကြတော့ဖြစ်ရတစ်ခုနဲ့တစ်ခုကမိကိုနေတာဒီ golly တုံးရွေးတဲ့ပုတ်စာလိုမျိုးဒီ number 5လိုဟာမျိုးပေါ့အဲ့တော့ uneven မှာသတိထားမှာလေးတစ်ချက်ကအဲ့ဒီ dependent ပဲဒီ bandant မှာချယ်တို့မေခွန်းထဲမှာပြန်ထည့်တယ်ဆိုရင်စကားလုံးလေးမပါဘူးဆိုရင်ပြန်မထည့်ဘူးလို့ယူဆမယ်ပြန်မထည့်ဘူးဆိုရင်ဒီနှစ်ကြိမ်ရွေးတဲ့အခါမှာဒုတိယတစ်ကြိမ်ရွေးတဲ့အခါမှာဆိုရင်တစ်ခု short ပေးဖို့မမေ့နဲ့ပေါ့ဒီလိုမျိုးပြန်ထည့်တယ်ဆိုရင်စကားလုံးလေးပါတယ်ဆိုရင်တော့ချယ်တို့ short စရာမလိုဘူး uneven ရဲ့အဲ့ဒီအချက်လေးကိုမှတ်လိုက်ရင်ဒါ uneven ကအကုန်ရပြီပဲဘာမှမဟုတ်တော့ဘူးเนาะရမယ်နော်ပြီးရင်နောက်ဆုံးတစ်ခုဒီချက်တို့ဘာသွားခဲ့လဲဆိုတော့ all even လေးသွားခဲ့တယ် all even ဆိုတာက all n ဆိုတာအမြောက် all ဆိုတာအပေါင်းလေအဲ့တော့ all ဒီချက်တို့ first even နဲ့ probability of first even နဲ့ probability of second even ကိုချက်တို့ဘာလုပ်လိုက်ပေါင်းလိုက်ရုံပဲဟုတ်တယ်နော်သို့ပေမဲ့all even မှာလည်းသူ့ရဲ့ထူးခြားချက်လေးပေါ့နော်နည်းနည်းလေးတစ်ချက်သတိထားမှာဘာလဲဆိုတော့ဘုံနေနဲ့ပါဝင်နေတာမျိုးရှိရင်တော့ပြန်နှုတ်ပေးအဲ့လိုမျိုးမရှိဘူးဆိုရင်တော့နှုတ်ဆရာလို့လားနော်မလို့အဲ့ဒါလေးတစ်ချက်ပဲအဲ့ဒါဆိုရင်ဒီချက်တို့ရဲ့ဒါ all even လေးကလည်းဒါပြီးသွားပြီပေါ့နော်ဒါပဲအဲ့တော့ဒီချက်တို့ရဲ့ဒါဒီနေ့ပြောခဲ့တဲ့ဟာလေးအနှစ်ချုပ်လေးပေါ့နော်အဲ့ဒီဟာလေးကိုမှချက်တို့ဒါလေ့ကျင့်ခန်းလေးတွေပုတ်စာလေးတွေနဲ့လုပ်ခဲ့ကြတယ်ပေါ့နော်ပြီးတော့ဒီချက်ဟိုပါလေဒီ check လေးမှာတွေ့တာ slope အကြောင်းကလေကလေးဟိုဟာဘယ်ဟာကိုပြောရလဲဆိုတာလေအကုန်လုံးကိုပြောတာလားဒါမှမဟုတ်ရင်ဘယ်ဘိုင်းလေးကိုပြောရလဲပေါ့နော် Grace ကမေးထားလို့ဒီချက်ကိုလေအကုန်လုံးဆိုရင်တော့ဒီပြီးခဲ့တဲ့ရှေ့ဘိုင်းမှာတော့ပေါ့နော်ဒီချက် slope နဲ့ပတ်သက်ပြီးတော့လေအစအဆုံးဒီ sharing section လေးလုပ်ပေးဘူးတယ်ပေါ့နော်အစအဆုံးဒီချက် sharing section လေးအဲ့ slope နဲ့ပတ်သက်ပြီးတော့လုပ်ပေးဘူးတယ်slope အကြောင်းကိုဒီအကုန်လုံးပြောပေးဖို့ရာကြတော့ဒီနေ့ပြောဖို့ကတော့ကလေးမဖြစ်နိုင်တော့ဘူးပေါ့နော်မဖြစ်နိုင်တော့ဘူးအဲ့ဒီအတွက်ဒီတကယ်လို့နောက်ထပ်တစ်ခါ sharing လုပ်ဖြစ်ရင်လည်းလုပ်ဖြစ်မယ်ပေါ့နော်ဒီချက်လုပ်ပေးနိုင်အောင်တော့ဒါစူးစမ်းမယ်ပေါ့နော်အဲ့တော့ဟိုလိုမျိုးလေးဆိုတော့ဒီချက်ဒီနေ့ရှင်းပြပေးလိုက်လို့ရတယ်အခုကဒီချက်တို့ကတော့ဒါ probability ဘိုင်းကိုဒီနေ့ကအဓိကသွားတာဆိုတော့လေslope ကိုအစအဆုံးရှင်းပေးဖို့ကကြောက်ဒီချက်တို့ရတဲ့အချိန်လေးနေရမဖြစ်နိုင်တော့ဘူးဆိုတော့လေနော်ဒါတားလာသမီးလားမသိဘူးနော်ကလေးနော်ပြီးတော့တားစွမ်းထက်က midpoint ကဒါ formula လေးကိုပြောတာလား midpoint formula လား midpoint ကိုလိုချင်တယ်ဟုတ်ပြီ midpoint ကိုလိုချင်တယ်ဆိုရင်ကျတို့ကဒီမှာ x1 plus x2 by 2 y1 plus y2 by 2ဒါလေးကိုမှတ်ထားပါတော့အဲ့ဒါကကျတို့ဒီ slope ပိုင်းမှာလဲဒါနည်းနည်းလေးဒါထပ်မေးလို့ရတဲ့ဟာပေါ့နော်အမှတ်နှစ်မှတ်ပေးပြီးတော့မှကျတို့ဒါ midpoint ကိုရှာခိုင်းနေဆိုရင်ဒီ formula လေးကိုသုံးလို့ရတယ်ဥပမာဆိုပါစို့1,2 ရဲ့ -3,0 ရဲ့ midpoint ကိုလိုချင်တယ်ဆိုရင်အဲ့ဒီဟာလေးကိုဒီကျတို့ဒီ formula လေးကိုသုံးလို့ရတယ်ပေါ့နော်ကြိုက်တာကို x1 y1 ထားဒီကျတော့ဒါကို x1 y1 ဒါကတော့ x2 y2 အခုကလေဒီချက်တော့ probability အပိုင်းကိုပြောတယ်ဆိုပေမဲ့ဒါကြုံလို့ဒီချက်နည်းနည်းလေးပြောပြပေးလိုက်တာပါเนาะအဲ့တော့ဒီမှာဆိုရင် x1 ရဲ့နေရာမှာ1 plus 1 minus 3 by 2, y1 plus y2 ရဲ့နေရာမှာy1 ရဲ့နေရာမှာ2 plus 0 by 2အဲ့တော့ minus 2 by 2, 2 by 2ဆိုတော့ minus 1, 1အဲ့တော့ဒီအမှတ်နှစ်ခုရဲ့ကြားက midpoint ဒီ minus 1, 1ဖြစ်လိမ့်မယ်ပေါ့နော်ကဲကျေးဇူးပါရှင်ဟုတ်ပါပြီအဲ့တော့ဒီဟာလေးကတော့ဒါဒီဆယ်တို့ဒီနေ့ probability နဲ့ပတ်သက်ပြီးတော့ပြောခဲ့တဲ့ဟာလေးပေါ့နော်အဲ့တော့ဒီတချို့ကလေးတွေကလာမေးထားတာလေးရှိလို့ပေါ့နော်ဒီချက်ကို
Messenger မှာရော Telegram မှာရောဒီချက်တို့ page မှာရောမေးထားတာလေးရှိလို့ဒါမသိတဲ့ကလေးလေးရှိရင်ဒီချက် information လေးမျှဝေပေးတာပါဒီချက်တို့ဒီ20ရက်နေ့မှာပေါ့နော်ဒီ social နဲ့တင်ချာအတန်းလေးဖွင့်ထားပါတယ်ဒီတင်ချာကတော့ဒီချက်ကိုယ်တိုင်တင်တာပေါ့နော်ဒီချက်တင်မှာဖြစ်ပြီးတော့ social studies ကတော့ဒီဆရာနိုင်ထူအောင်တင်မှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒါကကြတော့မေးထားတဲ့ကလေးလေးတွေအတွက်ဒီချက်က information လေးမျှဝေပေးတာပေါ့နော်ဟုတ်ပါပြီslope ကလေဒီကလေးတို့အရင်တော့မသိလိုက်လို့ဖြစ်မယ်ဒီချက် slope ကိုအဲ့တော့ဟုတ်တယ်အစအဆုံးထင်တယ်အစအဆုံးဒီချက် slope ဘိုင်းနဲ့ပတ်သက်ပြီးတော့ဒါ equation ရေးတာတွေရောဒီချက်ဟိုးရှေ့မှာ sharing session လေးလုပ်ပေးဘူးတယ်ဒီချက်နောက်တစ်ခါလုပ်ပေးနိုင်ရင်တော့စူးစမ်းမယ်ပေါ့နော်ဒီချက်အချိန်ရတယ်ဆိုရင်တော့အဲ့လိုလေးလုပ်ပေးနိုင်ရင်တော့ဒါစူးစမ်းပါမယ်ဟုတ်ပြီ equation အနေနဲ့ကတော့ slope မှာကျတို့ဒီ slope intercept found နဲ့ point slope found ဆိုပြီးတော့နှစ်ခုရှိတယ်ပေါ့နော်သိလားကလေးတို့သိလား y is equal to mx plus b နဲ့ y minus y1 is equal to m into x minus x1 ဆိုပြီးတော့အဲ့ဒီ equation နှစ်ခုရှိတယ်ပေါ့နော်အဲ့ဒီ equation မှာဒီကျတို့အစားသွင်းဖို့ရဘာလေးတွေလိုအပ်လဲဆိုတော့ slope m တန်မိုးလေးသိဖို့ရလိုအပ်တယ်စာမေးပွဲမှာလည်းကျတို့ဒီ equation ကဒါ slope လို့ပြောလိုက်တာနဲ့ဒါ equation ကဒါမေးတဲ့ပု္ပ္ပစာထဲမှာပါတယ်ပေါ့နော်အဲ့တော့ဒီပု္ပ္ပစာလေးဒီ formula လေးကိုသုံးမယ်ဆိုရင်တော့ကျတို့က m တန်ဖိုးသိရမယ် b တန်ဖိုးသိရမယ် b ဆိုတာကကျတော့ y intercept ပေါ့နော်အဲ့တော့ slope သိရမယ် y intercept သိရမယ်တကယ်လို့သိရဆိုရင်တော့တန်းထည့်ရုံပဲတကယ်လို့မသိဘူးဆိုရင်တော့ကျတို့အရင်ဆုံးရှာပေးရမယ်ပေါ့နော်ပြီးရင်ဒီတကယ်လို့ကိုကဒီ equation လေးသုံးမယ် y minus y1 is equal to m into x minus x1 လေးသုံးမယ်ဆိုရင်တော့ slope သိရမယ် y1 x1 ရဲ့နေရာမှာသူပေးထားတဲ့အမှတ်ကိုကျတို့ထည့်ရမယ်ပေါ့နော်ဥပမာဆိုပါစို့ m တန်ဖိုးကကျတို့2ဖြစ်မယ်1.3ဆိုတဲ့အမှတ်လေးပေးထားမယ်ဒီ formula မှာကိုကထည့်မယ်ဆိုရင်ဘယ်လိုလေးဖြစ်မလဲဆိုတော့ y minus y1 ရဲ့နေရာမှာ3 m ရဲ့နေရာမှာ2 x minus x1 ရဲ့နေရာမှာ1အဲ့ဒါကိုမှရှင်းလိုက် y minus 3 is equal to 2x minus 2ပေါ့နော်အဲ့တော့ y is equal to 2x minus 2 plus 3ပေါ့အဲ့တော့ y is equal to 2x plus 1ဖြစ်မယ်ပေါ့နော်ရလားအခုကလေဒီချက်က probability ဘိုင်းကိုပဲအဓိကသွားတာဖြစ်တဲ့အတွက်လေပြီးတော့ slope ကပြောရမယ်ဆိုရင်သူကလည်းအချိန်တစ်ခုယူပြီးတော့မှပြောမှပို့ပြီးတော့ကလေးတို့နားလည်လိမ့်မယ်ပေါ့နော်အခုကဒီချက်တို့လည်းအချိန်အများကြီးရှိတာမဟုတ်တဲ့အတွက်ဒီချက်ဒီလောက်လေးပဲပြောနိုင်တဲ့အတွက်လည်းဒါဒီချက်ကိုနားလည်ပေးပါအဲ့တော့အဓိကဒီချက်ပြောချင်တာကတော့ဒီနေ့ပြောသွားတဲ့ probability ဒီ၃ဘိုင်းနဲ့ပတ်သက်ပြီးတော့ကလေးတို့မေးချင်တာရှိရင်ဒီချက်ကိုမေးလို့ရပါတယ်ဟုတ်တိကျရှင်းဟုတ်ပြီသမီးဟုတ်one နဲ့ရပေါ့နော် probability ကိုနှုတ်ရတဲ့အခြေအနေမျိုးကကျတော့ဘယ်လိုအခြေအနေမျိုးလဲရှင်းချင်event ကိုပြောရလားသမီးဟုတ်ချေဒီ1နဲ့ကနေပေါ့နော် probability ကိုနှုတ်ရတဲ့ဟာမျိုးကိုပြောတာရှင်း1နဲ့ကနေဟုတ်ပြီ1နဲ့ကနေဒီပြန်ပြီးတော့နှုတ်ရတဲ့အခြေအနေမျိုးကကြတော့ဥပမာဆိုပါစို့ဒီချက်ပြောမယ် probability ရောပေါ့နော်စာမေးပွဲအောင်နိုင်ခြေက1/5ရှိတယ်1/5ရှိတယ်ဆိုရင် probability of fail စာမေးပွဲကျနိုင်ခြေကိုသိကျင်တယ်ဆိုရင်ကျတော့1နဲ့ကနေနှုတ်ပေးလိုက်ဘာလို့1နဲ့ကနေနှုတ်ပေးရလဲဆိုတော့အပိုင်းကိန်းဆိုတာမျိုးကဘယ်ပေါ်မှာမူတည်လဲဆိုရင်ကျတော့1ပေါ်မှာမူတည်တယ်ရာခိုင်နှုန်းဆိုရင်ကျတော့100ပေါ်မှာမူတည်တယ်နော်အဲ့တော့ကျတော့စန့်ကျင်ဘက်အခြေအနေမျိုးဆိုရင်ကျတော့1နဲ့ကနှုတ်ပေးရတယ်ဘာကြောင့်1နဲ့ကနှုတ်ပေးရလဲဆိုရင်သူ့မှာကျတော့ formula လေးတစ်ခုရှိတယ်ပေါ့နော် probability of a plus probability of not a စန့်ကျင်ဘက်နှစ်ခုပေါင်းခြင်းက1နဲ့ညီတယ်ဆိုတော့ formula လေးရှိတယ်အဲ့ဒီအတွက်ကျတော့ a ကိုလိုချင်တယ်ဆိုရင်1နဲ့က not a ကိုနှုတ်လိုက်တနည်းအားဖြင့်အခုဒီချက် example ပေးတဲ့ဟာကိုလိုချင်တယ် example ပေးတဲ့ဟာအတိုင်းဆိုရင် fail ကိုလိုချင်1နဲ့ကနေအောင်အောင်နှုတ်လိုက်ပေါ့အဲ့တော့တကယ်လို့များ fail ကိုပေးပြီးတော့ pass ကိုလိုချင်တယ်ဆိုရင်1နဲ့ကနေချက်လို့ pass ကိုနှုတ်ပေးလိုက်ပေါ့အဲ့တော့ဒီ formula လေးပေါ့ရလားဒီစန့်ကျင်ဘက်နှစ်ခုပေါင်းရင်1ဆိုတဲ့ formula လေးရှိတယ်အဲ့တော့အဲ့ဒီကနေမှသမီးကလိုသလိုပြန်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်
တကယ်လို့ဒီနေရာမှာအပိုင်းကိန်းနဲ့ပေးတာမဟုတ်ဘဲနဲ့ရာခိုင်နှုန်းနဲ့ပြောတယ်ဆိုရင်တော့1တွေကနေနှုတ်ပေးရမှာမဟုတ်တော့ဘူး100တွေကနေနှုတ်ပေးရမှာဖြစ်တယ်ဘာလို့လဲဆိုတော့ရာခိုင်နှုန်းဖြစ်တဲ့အတွက်100ပေါ်မှာမူတည်ရလေနော်ရလားအဲ့လိုပုံစံမျိုးကဆရာတို့ဒီ1001တို့ဒီလိုပုံစံထဲမှာဒီလိုစာအုပ်ထဲမှာလေးဆရာတို့အများကြီးတော့ရှိရပေါ့နော်အဲ့ထဲမှာလေးဆရာတို့ဒီလိုနှုတ်ရတဲ့ဟာမျိုးလေးရှိပါတယ်ဒီလေးလိုလေ့ကျင့်လို့ရတယ်ပေါ့နော်ဟုတ်ပါပြီအဲ့ဆိုသမီးရှင်းရလားဒီဆရာပြောရလေ ဟုတ်ရှင်းပါတယ်ရှင်းချင်ကျေးဇူးပါရှင် ဟုတ်ပါပြီအဲ့ဆိုရောဂျန်နဲ့မေးချင်တာလေးရှိသေးလားကလေးတို့ မရှိတော့ပါဘူးဒီချက် မရှိတော့ဘူးเนาะ ဟယ်လိုချေ ဒါ ချေဟောပါလေနှင်းကြတဲ့ပု္ပ္ပစာကြောင့်လည်းနည်းနည်းအချိန်ယူရမယ်ထင်တယ်နော်ချေ ဟုတ်တယ်အဲ့လိုနှင်းချတဲ့ပုံစံလိုဟာမျိုးကြတော့အချိန်ယူရလိမ့်မယ်ပြီးတော့အဲ့ဒီပုံစံနဲ့ဟိုပြပြီးတော့ပြောမှအဆင်ပြေလိမ့်မယ် ဟုတ်ကဲ့ပါချေ 1001နဲ့ကပုံစံပေါ့နော်ဒီမှာနှင်းကြတဲ့ပုံစံတို့စာမေးပွဲဒီအောင်နာရှုံးတာနဲ့ပတ်သက်ပြီးတော့အဲ့လိုပုံစံလေးရှိပါတယ်အဲ့လိုပုံစံလေးကြတော့ဒါကောင်းလဲကောင်းတယ်ဒါမှားလဲမှားတတ်တယ်ပေါ့နော် probability ကိုဟုတ်ပါပြီဟုတ်ပြီအဲ့တော့ဂျန်တဲ့ကလေးလေးတွေရောမေးချင်တာရှိသေးလားဟုတ်ပြီအဲ့တော့မေးချင်တာလေးမရှိတော့ဘူးဆိုရင်ဒါဒီဆရာကဒီနေ့ဒီမှာပဲရက်လိုက်မယ်ပေါ့နော်ရမလားမေးချင်တာလေးရှိသေးလား မရှိတော့ပါဘူးချေ တင်ပါ မရှိတော့ဘူးနော် ကျေးဇူးတင်ပါ လည်းနားလည်းလိုက်ပါတယ် ကျေးဇူးတင်ပါတယ်ဒီချက် ဟုတ်ပါပြီအဲ့ဆိုရင်ဘိုင်ဘိုင်ပါဒါလို့သမီးတို့ ဟုတ်ကဲ့ ဟုတ်ကဲ့ပါဘိုင်ဘိုင်ပါဟုတ်ကဲ့ပါ Yes, super.